အမဘု channel ကိုစောင့်မျှော်နှားဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာကျမတို့ရဲ့ channel လေးကနေတင်ဆက်ပေးသွားမှာကတော့စာရေးဆရာသူသိမ့်ရှိသားထားတဲ့စူးမြနင်းစီဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်း 6 ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဘုံကြီးစိုးတောင်ကချောင်းပြခံလာတဲ့ကွန်းချောင်းကမိုးရင်းမှာရေစီးတန်တော့ဝါမြော့ရဲ့အသုံးဝင်တော်လေကွန်းချောင်းကငတိုင်းချောင်းအောက်ကန်းနီထန်နာမှာငဝုံမြစ်တဲ့စင်းဝင်တော့ကိုမြတ်သေးကဝါဖောင်နှစ်နေရာခွဲမလုံနိုင်တဲ့အတွက်ကိုချောင်းကမမျောတော့ပေဝါးတွေကိုသူ့ကာရီနဲ့သိတယ်။ငတိုင်းချောင်းကွာလန်မြောက်ဖက်ချမ်းဝါကုတ်ကွက်ကဝါကုတ်နေတွေကမိုးရင်းဆိုရင်တော့ဝါးတွေကိုမြောက်ချောင်းတီရာချောင်းကမျောကြတယ်။တီရာချောင်းကငတိုင်းချောင်းမြို့အထက်နာငဝုံမြစ်တဲ့စင်းဝင်တော့ဝါဖောင်ပွဲလို့အဆင်ပြေတယ်။ဒါပေမဲ့တီရာကုန်းမြင့်တီရာချောင်းမှာတော်သိန်းလာစံတရက်ကနေလာပြည့်နေ့ထိရေပွဲအဖြစ်ဖျားဝဲနဲ့ပွဲကျင်းပွားတဲ့အတွက်တလနီပါလောက်တီရာချောင်းကဝါမျောမရအောင်ဝါကုတ်သူတွေကလည်းဝါမခုတ်ကြအောင်ထို့အတူတပေါင်းလောက်မှလည်းကုန်းမွေးကျင်းမှာတော့ဝါကုတ်သားတွေကဝါမခုတ်ကြအောင်တမတို့ကကုန်းမွေးရေပွဲကို3နှစ်လုံးပြီးတော့ရောက်ခါစားပထမတစ်နှစ်သာကုန်းမွေးရောရေပွဲပါသွားခဲ့ကြတယ်တရက်လည်းပဲကြပြီးတော့အားလုံးကပြန်ကျင်တော့စေတနာဝါကုတ်စကန်ကိုပြန်ခဲ့ကြပါတယ်ဝေရတဲ့ဝါကုတ်တဲ့လုပ်ပြီးအယုံနှိနေခဲ့ကြတယ်ကိုမြတ်တင်က20မိုင်စေတနာဝါကုတ်စကန်ကိုရောက်ရှိလာပြီးနောက်ကိုမြတ်တင်ကတမကိုခေါ်ပြီးကွင်းချောင်းမဲ့လမ်းလျှောက်ရင်ပွင့်ဝင်လင်းလင်းပြောတယ်သူကိုရီးယားနိုင်ငံကိုသွားလို့မှဖြစ်ကြောင်းအလုံးရှောင်ဝေပြီးတဲ့ကမ္ပဏီတစ်ခုကိုစီယံငွေပေးထားပြီးဖြစ်ကြောင်းနိုင်ငံကူးလက်မှတ်ကိစ္စကဗီဇာကိစ္စတင်နန်းတရားမိတ်ကိစ္စတွေနဲ့ရန်ကုန်မကြာခဏသွားရမှာဆိုတော့ဝါကိစ္စကိုတန်မာနဲ့သူ့ဦးလေးဥက္ကနာတို့တန်းနှွှဲရထားခဲ့ခြင်းကြောင့်တမတောင်ရခုသူဝယ်ထားတဲ့ဝါတင်ကားနှစ်စီးနဲ့ခုတ်ရတဲ့ဝါတွေကိုငဝုံမြစ်စိတ်ကန်ချပေးနိုင်ရင်စီစဉ်ဆောင်ရွက်ပေးဖို့သူကားနှစ်စီးနဲ့မနိုင်တော့စိတ်ဝါကားနဲ့အချိန်မီတင်နိုင်အောင်စီစဉ်မှုဝါကုတ်သူတွေရဲ့လောက်ကရှင်းပြီးဖို့စိတ်ဝင်ငွေမရရင်တော့အမလည်းမသိသေးတဲ့တန်ကထုတ်ယူရှင်းပြီးဖို့ဝါချိန်နဲ့အလုပ်ကိုဦးလေးဦးကနာနဲ့အတူကြည့်ရှုကြည့်ချက်ဖို့ဝါဖောင်ပိုးတဲ့ထုံသိမ်းမွေးဆက်လီနဲ့လိုက်လိုအားလိုက်ရန်ငတိုင်းချောင်းပသိမ်သားပေါင်းကားတို့နဲ့သွားလိုအားသွားရန်ခရီးစိတ်အထွေထွေသုံးစီးနဲ့စားစိတ်အားလုံးထုတ်ယူရန်စိတ်ဝါငွေထုံနိုင်ရဲ့အတွက်ကိုယ်စလေလွဲစာရှိပေးထားမိအဲ့ဒီလွဲစာနဲ့ဝါဘူးငွေတွေစိတ်ဝါသွားထုတ်ပေးရန်တို့ကိုညီတောင်းပါရီအဲ့လိုဆောင်ရွက်ပေးရတဲ့အတွက်လာစာတသိန်းခွဲပေးမယ်ဆိုပြီးကိုမြတ်သိန်းကပြောတော့တန်မာကကိုမြတ်သိန်းတောင်းကိုပေးရမှန်းတယ်များဆောင်ရွက်ပေးမှဖြစ်ပါကြောင်းလာစာငွေတသိန်းခွဲကမိမိဝါကုတ်ကထက်များနေပြီးခီးစိတ်စားစိတ်တွေပါပေးထားတော့များလုံးနေကြောင်းလာစာငွေတသိန်းပဲပေးမှသာလုပ်ပေးမယ်လို့ပြောခဲ့တော့နောက်ဆုံးလာစာတသိန်းအတီးဖြစ်သွားတယ်ကိုမြတ်သိန်းကတန်မာနဲ့တိုင်ပင်ပြီးတော့မောင်မျိုးမြင့်နဲ့ကောင်းတန်းတို့ဝါဘွဲ့ကိုဦးစီးဆောင်ရွက်တော်မှကြားပြီးတန်မအောင်ခေါ်လို့ပြောပတ်ဆက်ရုံသူ့ဟိုင်းလက်ကနဲ့တွားရောက်ခဲ့ကြတယ်တန်မာပြောပတ်ဆက်ရုံကြီးကခွဲခွာခဲ့တာ3နှစ်ကျော်ခဲ့မယ်ရှိသေးတယ်အသေးစမ်းနေအများကြီးတွေ့နေပြီကာလီကအရှိန်နဲ့တက်လာခဲ့ရလှေကြီးတဲ့ဈေးတရောက်တာနဲ့အမြင့်စမ်းနဲ့လေမော်ရ F ဆိုပိုင်လန်းကိုအထင်းသားမြင်ရတယ်အဲ့ဒီပိုင်လန်းကပသိမ်သားပေါင်းလန်းကိုတရားမြင့်နဲ့ကြော်ထားတယ်ကန်နာဘက်သွားတဲ့လမ်းတစ်လျှောက်သွေးတန်းထားတော့မျက်စိပသာနာရှိတယ်အဲ့ဒီ F ပိုင်လန်းကငွေမြစ်ကိုဖြတ်ပြီးစက်ရုံသွေးတန်းထားခြင်းဖြစ်မှာပါကန်နာလဲရောက်တော့လေထူးဆန်းနေကြီးတွေ့ရပြန်တယ်ကန်နာလန်းကကိုကရက်လန်ပြီးတော့ငုံမြင်ငန်းတစ်ခုလုံးဝါးရီသေးချီမားတွေဝင်ချီဆက်တည်နေဆိုတော့ထူးခြားလှပနေတယ်အမြင့်ဆန်းနေတယ်ကိုမြတ်သိန်းကတန်မကိုငုံမြင့်ဝါးစိတ်ကမ်းမှာဝါးရီချိန်တွေရနေရလိုက်ပြရင်းနဲ့ဝါးရီချိန်တွေနေပုံလိလာမှတ်သားစီတယ်အဲ့ဒီစိတ်ကမ်းမှာတွေ့ရှိရတဲ့ဝါကုံတွေဖြစ်ကြတဲ့ကန်းနီဦးလိုက်ဝင်းကြောက်ခဲချောင်းဦးအောင်မြင့်ငတိုင်းချောင်းရှေ့ဆောင်ရက်ကွက်ကဦးဆန်းဝင်းပကုတ်ကူကကိုစီသူရသိန်းကိုကျော်သူရသိန်းကိုကျော်ဝနသိန်းကိုကျော်စီရသိန်းတို့နဲ့ကိုမြတ်သိန်းကတန်မအောင်မိတ်ဆက်ပေးပါတယ်။ဦးလိုက်ဝင်ကလေးမျက်နှာမျိုးနဲ့လဲကုံလေးရွာအနီးစစ်လုံးဝါခုတ်စကန်ကဝါခုတ်သူအားလုံးကိုကြိုတင်ငွေထုတ်ပြီးရိတ်ခါထုတ်ပေးပြီးဝါဝဲနေတဲ့ဝါကုံတဲ့ဦးလိုက်ဝင်ကစေတနာတရားတရားထက်တန်သူတောင်ကန်းလက်မှာစာသင်ကျောင်းဆွတ်လုပ်ပြီးစာသင်ခြင်းတဲ့ကလေးတွေစာသင်ခိုင်းနေသူဝါခုံလူသားတွေရဲ့သားသမီးတွေကအတန်းကြီးတွေရောက်နေတဲ့6တန်း9တန်း10တန်းအောင်ထားသူတွေကိုသူကလာစာပြီးတော့ဆရာလုပ်ခိုင်းနေတယ်စာသင်ခိုင်းနေရတဲ့ကတော့ဦးလိုက်ဝင်ကိုတန်မအရန်လေးစားသွားတယ်တန်မအဲ့ဒီကျောင်းသွားပြီးတော့ကျောင်းဆရာလုပ်ခြင်းနေမျိုးမြင့်မောင်အောင်ဖေနဲ့လောက်ငယ်တို့လည်းအဲ့ဒီကျောင်းလှုပ်လို့ဆရာလုပ်စီခြင်းမိတယ်တန်မစိတ်ပဲရှိတာအချိန်ကြီးကဦးလိုက်ဝင်လို့လက်တွေမလုံနိုင်ဘူးရှက်ဖွယ်ဝမ်းနဲ့ဖွယ်ကောင်းနေစွာတန်မတခုတော့ဖြေတာပါတယ်စေတနာဝါကုတ်စကန်ရှောင်းမှကိုမြတ်သိန်းပို့ပြီးတဲ့ဒီဇယ်မီခွဲနဲ့နေ့စဉ်ညတိုင်းအရေးရဘက်အတွက်အချက်တစင်မီတစင်သိမ်းမိခဲ့တယ်
မိုးရင်းဆိုမိုးသိပ်ရွာလုံးနေရင်တော့စေတနာဝါကုတ်စကန်ပြန်နာကြပြီးအလကားနေမခိုင်းတော့သူတို့တင်မိထားတဲ့စာတွေကိုပြန်ရုပ်ခိုင်းပြန်ဖတ်ခိုင်းပြီးတော့မင်းရင်ထောက်မှားလိပြင်ပေးခဲ့ကြတယ်မိုးရင်းကနွေနဲ့ဆောင်လို့မဟုတ်ဘူးချေမောဖြုတ်ပေါ်လို့အမိုက်တရိုက်မီရှို့စားချက်ရတယ်အသက်ရွယ်ရလာကြလို့လားအုံနောက်လွန်စွာဖွံ့ဖြိုးနေခြင်းဖြစ်နေကြလို့လားစာလွန်သေးခြင်းအလွန်တက်ခြင်းကြလို့လားမသိဘူးသူတို့စာသင်ရတာကလေးတွေလိုမခက်ဘူးအတက်မြန်လွန်နေတနေ့3နာရီ3နှစ်တယုံနဲ့ကောင်းကောင်းရေးတက်ပတ်တက်ထွက်တက်ချက်တက်နေပြီသူတို့ဒီမှာကောင်းတဲ့အတော်ဆုံးပါရမီရှိဆုံးသူမိဘနှစ်ပါးပေါပွားလာလို့လားမသိဘူးလက်ရေးလက်သားကလည်းလှပါပြီအရှိပြယုံနဲ့အကောင်မြင်တက်ပြီးတော့မှတ်ညံလဲတအားကောင်းနေတန်မှာခုကိုမြတ်သိန်းအောင်လိုက်လာတော့ငကူအတိုင်းတနေ့3နာရီမပြတ်မကွက်စာသင်ပြီးဖို့နဲ့ကောင်းတဲ့အောင်ရဲမောင်နဲ့တွေ့လို့မျက်မှောင်ဝသင်ပြီးဖို့တေချာမှာခဲ့ပါတယ်ဝါကုံနဲ့ဦးအောင်မြင့်ကစင်တလင်းဝါကုတ်စကန်ကဝါကုံနယ်ဖြစ်ပြီးဝါကုံနယ်ဦးစန်းဝင်းကစပင်ဝါကုတ်စကန်ကဝါကုံနယ်ဖြစ်ကြောင်းတန်မာသိရတယ်ကိုစီသူရသိန်းတို့ညီကိုတို့တွေကဆက်သက်ချောင်းကြက်ပေါင်ချောင်းနေနဲ့ရင်းသောချောင်းတို့ကဝါကုံတယ်သူတို့ပြောပြမှာဝါကုံတယ်24ဦးဝါကုံလုံသား900သူတို့မိသားစုတွေအပေါင်းဝင်လူ1900ခန့်ကအနောက်ယူမတောင်ကြီးကရင်ဝါတော်တွေမှာကျက်စားနေကြတာတဲ့ကုံတယ်ရဲ့စကားတန်မာကြတော့စိတ်မပူမိတော့ရခင်ကပြောပဲလုပ်တဲ့စက်ကြီးဝါဖို့ကုံချမ်းကရင်ဝါတွေအလင်းမမိပါမလားဆိုပြီးတော့စိတ်ပူခဲ့မိတယ်ခုတော့ပူစရာမလိုတော့ဘူးဝါခုတ်သား900ခုတ်တဲ့ဝါကိုရောင်နေတဲ့ပုံနေပြီးတော့မှာငဝုံမြစ်တွေလေတံမှန်သွားဖို့တော့ခက်နေပြီးတော့မှာဝါကုံတဲ့အားလုံးကိုမြတ်သိန်းကားနဲ့ပဲဆက်ရုံသွားခဲ့ကြတယ်ကန္နာလန်နဲ့ဝါကိုရောင်နေစီသွားရလမ်းကလေကွန်ကရစ်လမ်းပဲဖြစ်နေပြီဝါကိုရောင်ကနေပြောပဲဆက်ရုံဝါဖို့ပါမှာမြေပြင်ကမိုးပြန်တရားကြီးနဲ့ပို့ဖို့စောင့်ပြီးပြီအဲ့ဒီတရားကြီးမှလေဟိုက်ဒရိုလစ်ရိုလာတက်ထားပြီးပြီဆိုပြီးကိုမြတ်သိန်းကပြောတယ်တန်မအဲ့ဒီကိုမယာကြီးကိုကြည့်ပြီးတော့အန်ဟောဘတ်နဲ့ထူးခြားဆန်းညင်ဖြစ်နေသည်ကိုမြတ်သိန်းကတန်မကိုကုံချမ်းဌာနကိုခေါ်သွားတယ်ဒုဆက်ရုံမူကုံချမ်းပူမူခင်မောင်တူးငိမ့်နဲ့မိတ်ဆက်ပြီးတယ်သူ့ကိုဆောင်ငွေလာထုတ်မဲ့သူဆိုပြီးတော့ကိုမြတ်သိန်းကရှင်းပြတယ်ကိုမြတ်သိန်းမိတ်ဆက်ပြီးလို့အဲ့ဒီယုံကဘိုးကြီးစိုးထုတ်ဘိုးကြီးကျော်စရာထွန်းတန်တန်းနုမွန်စာထွေးမေသူအေးမော်တို့တွေနဲ့တန်မရင်းနှီးသွားတယ်သူတို့ကကိစ္စရှိရင်ခက်ခဲရှိရင်တော့အချိန်မီကူညီလာတောင်းမှလို့တန်မကိုပြောကြတော့တန်မအားရှိသွားတယ်ကိုမြတ်သိန်းကငွေထုတ်ပေးတဲ့နေရာခေါ်သွားပြီးငွေထုတ်ပေးသူနဲ့မိတ်ဆက်ပေးတယ်ထို့သူရှင်းပြတဲ့ငွေထုတ်ပုံငွေထုတ်နေကိုလေတန်မကလိုက်မှတ်လိုက်တယ်အားလုံးပြီးစီတော့ကိုမြတ်သိန်းနဲ့တန်မတို့ပသိမ်ုံထွက်လာခဲ့တယ်လမ်းမှာအင်ဂျင်နီယာရန်ဝီဖုံတွေ့တော့ကိုင်းရက်ကိုင်းပြီးတန်မစိတ်မိနှောက်ဆက်လိုက်တယ်တာပေါင်းချောင်းသာလမ်းဆောင်ကျော်တဲဖြူဝါရွာရောက်တော့ကိုမြတ်သိန်းကကားထုတ်ရက်ပြီးထမင်းဆိုင်နေဝင်နှစ်ယောက်သားထမင်းကြော်မှားစားကြတယ်ထမင်းစားပြီးတော့ပသိမ်ုံဆက်မောင်းလာခဲ့တယ်ပသိမ်ရောက်တော့ဆိုင်နေဆိုင်မှာပသိမ်ဟာလဝါဘူးကြီးလေးဘူးပသိမ်ဟာလဝါအချောင်းငပြောကြော်ရဝဲပြီးကျွတ်ကျွတ်အိနဲ့သုံးအိတ်ခွဲတယ်ပသိမ်ဟာလဝါအချောက်ထည့်ထားတဲ့အိတ်ထဲသူ့ပဆိုင်ဖွင့်ကိုမြင့်သားစားစီထားတဲ့လက်တော်လောက်ရှိတဲ့လိပ်စာကက်တကူထုတ်ပြီးတော့ထည့်လိုက်တယ်ကိုမြင့်သိန်းကရီကျဲကျဲနဲ့ခင်ကချောကလက်တူဟာလဝါကြောက်တူကြိုက်တယ်ဗျကျန်တာတွေကသူ့အောင်မနဲ့ကလေးဖို့ခင်ကစားစရာလွင်ဘာလက်စားအောင်မှလက်မခံကိုတန်မာကိုယ်တိုင်သွားပေးပြီနော်ဒီတလောက်ကကိုတန်မာတို့အဖွဲ့စားဖို့ဒီတလောက်က အမားတို့ကိုပေးလိုက်ကျွန်တော်လည်းရန်ကုန်မှာကြကြမနေရပါဘူးကိစ္စပြရနဲ့ချက်ချင်းပြန်လာမှာပါအားလုံးစိတ်ချပါရစေနော်အဲ့လိုပြောရင်းနဲ့နှစ်ယောက်သာကားပေါ်တက်ခဲ့ကြတယ်ကားဟိုကွေးဒီဝင်နဲ့နောက်ဆုံးခြံနဲ့မောင်းဝင်လာခဲ့တယ်ကားနဲ့ကြားလို့တင်နေအသက်အစိမ်ခန့်မိန်းကလေးထွက်လာတယ်အကိုရန်ကုန်သွားဆရာရှိလို့ကားထားခဲ့မယ်အခုကိုဘက်ထရီမတောင်းအောင်လို့မတတိုင်းနှုတ်ပြီးလို့ပြောပြီနော်ညီမတို့သုံးကျင်လဲသုံးလို့ရတယ်စီပြည့်ဖြည့်ထားတယ်ဟိုညီမပေစီကိုဘာမအောင်မလဲသူကဦးလေးဥက္ကနာစီကိုသွားမှာမမတော့ကိုဟိုတလုံးကလေကြီးတဲ့ရောက်တော့အိမ်ဝင်လာသေးတယ်ကားအတွက်တော့စိတ်ချကိုမြတ်သိန်းနဲ့တန်မာတို့ကအဲ့ဒီမိန်းကလေးကိုနှောက်ဆက်ပြီးတော့ခြံထဲကထွက်လာခဲ့ကြတယ်ဆိုင်ငယ်ကယ်ရီနဲ့ကားခရက်လာခဲ့ကြတယ်ကိုမြတ်သိန်းကတန်မာကိုငတိုင်းချောင်းကလက်မှတ်ဖြတ်ပြီးကျွန်တော်နီလာဝင်းနဲ့သွားမယ်ကိုတန်မာကျွန်တော်သွားမယ်နော်လို့ပြောပြီးဆိုက်နဲ့ထွက်သွားပြီးတန်မာငတိုင်းချောင်းကိုညနေ3 နာရီခွဲခန့်ရောက်တယ်မင်္ဂလာလမ်းထဲကကိုမြတ်သိန်းအိမ်ကိုသွားပြီးတော့လက်ဆောင်ပေးလိုက်တယ်ကိုမြတ်သိန်းအိမ်ကတန်မာနဲ့ဆွေမျိုးရင်းချလို့ဖြစ်နေပြီကိုမြတ်သိန်းကိုယ်တိုင်ခေါ်သွားတာရောကိုမြတ်သိန်းလို့သွားရတာရောအရေးကြီးလို့ကိုမြတ်သိန်းစီလိုက်သွားတာရောဆိုရင်တန်မာကိုမြတ်သိန်းအိမ်ကိုရောက်တာ3 နှစ်အတွင်းအခောက်3-40လောက်ရှစ်လောက်ပြီးချင်းနေကိုမြတ်သိန်းအမတွေကတန်မာကိုသူတို့မောင်တို့အောင်သဘောထားနေကြပြီအဲ့ဒီအိမ်မှာပဲရေမိုးကျုပ်ဝေစားလေးပြီးတော့ကိုမြတ်သိန်းလက်ဆောင်ပို့ခိုင်းတဲ့အိမ်သွားဖို့တန်မာမတ်သိန်းအေးကိုခေမာလန်းကိုဘယ်လိုသွားရမလဲဆိုပြီးမေးမိတယ်
မန္တလေးကခင်မြင့်အိမ်ကိုသွားမှာမဟုတ်လားခင်မလဲမင်္ဂလာလဲနဲ့လမ်းမတော်လဲမဲချတာလမ်းမတော်လဲကြော်တာနဲ့ခင်မလဲမဲအေးစေးနားနေပြီးမှသွားပြီးတော့ပေါ့ဘာလို့လောနေရလဲကိုသမရဲ့ညနေ6 နာရီဝါတော့သွားမဲ့ကနေပြန်လိုက်မလို့မနေ့တည်းကပြန်လိုက်မယ်လို့မှားထားစရာဖြစ်နေလို့မမရဲ့ဟိုဒီမှာညမိတ်ဘူးလားကိုသမအေးတော့ညအိမ်မဲအောင်းမိနေတာဟိုဒီလောက်ရေးကြီးနေရင်လဲဆိုင်ငယ်ယူသွားလीအဲ့ဒီတိုင်မှာတော့ကြိတ်ထားတယ်တန်မာလေးမဒနီကိုဘာမှထပ်မပြောတော့ဘဲနဲ့ဆိုင်ငယ်ဆက်နူပြီးထွက်လာခဲ့တယ်။ခင်မလန်းနဲ့ဝင်လာပြီးတိတ်မရှာလိုက်ရဘူး။လိပ်စာပါအိမ်မက်တွေ့လိုက်ရပြီ။တန်မာကလမ်းဘေးချဆိုင်ငယ်ရက်တော့ပြုတ်ပြီးတော့ရှောက်လာတော့ခြံဝမှာခြံနှင်းဝင်မဲ့ကျောင်းဝိစုံဝစ်တာပြီးလွယ်လေးလွယ်ထားတဲ့ရှင်းနေကိုနေရွှေကလေးမလေးတူကိုတွေ့ရတယ်။ဦးလေးဘဲလာလေမခင်ကြီးတို့အိမ်မှာသမီး။အော်ဒေါ်လေးဧည့်သည်လာတယ်။မေမေစည်းဝဲရှိလို့သမီးဘာသာပြန်လာတာခလေးမလေးကအိမ်ထဲကထွက်လာသူတော်လေးဆိုသူတော်တော်လဲလဲပြောပြီးအိမ်ထဲဝင်သွားတယ်ဒေါ်လေးဆိုသူရဲ့ထူးခြားမှုကရုပ်ကြောသလိုသပင်ကောင်းလွန်ခြင်းပဲအိမ်ထဲကိုခဏဝင်ပါရှင်ကိုမြတ်သိန်းလွတ်လိုက်တာလားတမ္မာကကိုမြတ်သိန်းပေးလိုက်တဲ့လက်ဆောင်ကြီးကိုလှမ်းပေးပြီးမခင်မြင်ရလိပ်စာကက်ကိုကြည့်ရင်ပြောတယ်ဟုတ်ကဲ့ခင်ဗျသူရန်ကုန်သွားလို့ကျွန်တော်နဲ့ပေးလိုက်တာပါအဲ့လိုပြောပြီးတော့မခင်မြင်နောက်ကိုလိုက်လာပြီးအိမ်ထဲဝင်လိုက်တယ်အဲ့ဒီအချိန်မှာပဲဆော့ဆော့ကလေးမလေးပြေးထွက်လာတယ်။ဒေါ်လေးသမီးအေးမြတို့နဲ့တောကစားအောင်မယ်နော်။သမီးခင်းနေဝေးရံမပြင်းနဲ့နော်။ကောင်းကောင်းကစားပြီးတော့ပြန်လာခဲ့အောင်။အဲ့လိုသူတော်လေးကလှမ်းော်တော့ခင်းနေဖွေးလေးကဟုတ်ကဲ့လို့အော်သွားတယ်။မခင်မြင်အေခန်းထဲကအိမ်ထဲဝင်သွားတော့တန်မာအေခန်းထဲကိုမျက်လုံးဝေးကြည့်နေမိတာ။တန်မာအသက်မရှူမိလောက်အံ့ဩနေမိတယ်။ရင်ထဲမှာကြေကွဲဝမ်းတဲ့စိတ်တွေကရင်မဆက်အောင်ခံစားလာရတယ်။မမျော်လင့်တဲ့အဖြစ်နတ်နေစီရဲ့တပ်ပုံတတိကြကြဆိုရင်ကိုခင်မောင်မြင့်နဲ့နတ်နေစီတို့မင်္ဂလာဆောင်စင်ဟာမင်္ဂလာဝတ်စုံနဲ့ရိုက်ထားတဲ့ပုံကြီးချဲထားတဲ့တပ်ပုံတန်မာနဲ့အတူနေစဉ်ကမျက်နှာသွဲ့သွဲ့ပေါ်ကပါပြည့်ပြည့်လေးဒီတပ်ပုံမှာမရှိတော့ဘူးမျက်နှာလေးကပိုတန်လွန်းသွားတယ်ထင်ရတယ်ပါပြည့်ပြည့်မရှိတော့လို့လားမသိဘူးပြောရမပြောအောင်နှကန်းကြောင်လားမသိပကြိုက်နှစ်ခုလည်းမမြင်မတွေ့ရတော့စိတ်ငကက်ကြီးကနေရာလူသွားတော့ရွှေငကက်ပပလေးဘယ်စီရောက်သွားပါလိမ့်ဒီလိုပဲရွှေစဲကျုပ်တုတ်ကြီးရှေ့ရှေ့ကြီးကဘလို့မောင်းထုတ်လိုက်တယ်မသိရွှေစဲကျုပ်တေးသေးမြင်မြင်လေးအဝေးပြေးသွားပြီထင်တယ်နတ်နေစီမှာပြောင်းလဲမသွားတာတခုပဲရှိတာဒါကလေတိုင်းမေးရင်ဘက်ပေါ်ချထားတဲ့မင်းနဲ့နေတဲ့အုံကောင်းလုံးနဲ့တပတ်ရှူစတုံထုံးထားခြင်းပဲဟိုဓာတ်ပုံကြည့်နေရလားအဲ့ဒီဓာတ်ပုံကအကိုနဲ့ရောင်မမင်္ဂလာဆောင်တော့ရိုက်ထားတဲ့ပုံလေအကိုဆုံးသွားတာ3 နှစ်ရှိပြီဒူမလေးเจ้าနဲ့သမီးတွေကဖားတဆူးလေးဖြစ်သွားတာခုတော့သမီးရောက်မ2 ယောက်တည်းရုံးကန်နေရတာ။အိုရောက်မနန်းနေစီကရေတကွန်အမကမှာဆရာမလေး။ဟိုစကားကောင်းနေလိုက်တာကော်ဖီပူပူလေးတောက်လိုက်ပါအောင်။မုံမရှိလို့ဒီရပါလာတဲ့ဟာလောအောင်ပဲသုံးဆောင်ပါရှင်။အော်ဟုတ်ပါရဲ့ကျွန်တော်နာမည်တန်းပါပါ။ကိုမြတ်သိန်းရဲ့လက်ထောက်ပါခင်ဗျ။နန်းနေစီဓာတ်ပုံကိုကြာကြီးကြည့်နေခိုင်းမခင်မြင်အေကန်နဲ့ဝင်လာတော့တန်မာကိုမလုံမလဲရှက်ကူးရှက်ကန်ဖြစ်နေတယ်။မခင်မြင်ရဓာတ်ပုံရှင်ကြောင်ပြောပြနေတော့မှတန်မာစိတ်သက်သာရသွားတယ်။နန်းနေစီရဲ့ခင်မကိုခင်မောင်မြင့်ဆောင်သွားကြောင်သိရပြန်တော့တန်မာနန်းနေစီကိုတနာနေမိပြန်ပြီပြီးတော့လက်ဆောင်လာပြီးနာမည်မပြောမိတော့ကမန်းကနန်ပြောလိုက်မိတယ်ပြီးတော့နန်းနေစီရှိရာရေတကွန်ချောင်းကိုလေအမြန်ပြေးသွားခြင်းမိပြီတန်မာကော်ဖီခွက်ကိုအမြန်မောတောက်ပြီးမခင်မီကိုနှုတ်ဆက်လို့ပြန်လာတယ်တန်မာကြံတစ်ခုရှာလာလို့လမ်းဘေးဆိုင်နဲ့ဆိုင်မှာဗလာဆောင်တုံးနဲ့စာရေးကြီးတိတ်ဝင်လိုက်တယ်ဆောင်းလေးကဆောင်းရဲနှဲကိုဆုပ်ယူလိုက်တယ်နန်းနေစီကိုစာရေးပေးခဲ့တာအကောင်းဆုံးဆိုပြီးတန်မာတွေးမိတယ်သူ့သမီးလေးစကားရအစည်းအဝေးကဘယ်ချိန်မှပြီးမှန်းမသိဘူးတန်မာကလည်းမစောင့်နိုင်ဘူးဝါတော့ညနေ6 နာရီထွက်မဲ့ကသူ့လာကိုစောင့်နေမှသိကြတယ်ညနေ6 နာရီမထူးမီရောက်သွားဖို့လိုတာ6 နာရီကျော်မှဆိုရင်စောင့်ရသူကိုအားနာဖို့ကောင်းနေမဟုတ်ပါလားတန်မာလက်ဖေးရီဆိုင်မှာလူရှင်းတဲ့ကောင်မဝင်းထိုင်ရင်လက်ဖေးရီတစ်ခွက်မှပြီးနက်နေစီတန်းစာရေးတယ်သူစစ်တက္ကသိုလ်ဘူလောင်းတင်နဲ့တက်ဖို့ရေးပြေဆောင်ဝင်အောင်လို့အောက်တိုဘာ30 ရက်နေ့မှာနိုဝင်ဘာ9 ရက်နေ့မှာဘူရေးဖွဲ့တရင်ပို့ဖို့စာရောက်လာတာဆလို့ဖြစ်စဉ်အားလုံးအနောက်ယူမတောင်တန်းပေါ်ဝါလာကုတ်တေတီလူရင်းကိစ္စတွေရေးသားပြီးညနေကျောင်းဆင်းမှာလက်ရှိဝါတော့ပြန်ရမယ့်အချိန်တွေမှာရေးလိုက်တယ်။ဆီယာမနန်းနေစီတိတ်ခါအောင်ထဲထွက်ပြီးမနက်ဖြန်ညနေကျောင်းဆင်းချိန်မှာသမီးနဲ့တူမပြတ်မီခဏစောင့်နေဖို့နန်းနေစီကျောင်းဆင်းချိန်သူရောက်လာမှဖြစ်ပြီးတော့နန်းနေစီရဲ့ပြန်စာကိုတခါလေးစောင့်ယူသွားချိန်ကြောင်ရေးပြီးစာအုပ်အဆုံးသတ်လိုက်တယ်။စာအုပ်စာရီထဲထည့်ပေးလိုက်ပြီးနန်းနေစီရဲ့လိပ်စာရေးသလိုသူ့မဲ့တန်မာလို့ပါရေးလိုက်တယ်။လက်ဖက်ရည်တောက်လက်ဖက်ရည်ပိုးရှင်းပြီးစပွဲတို့ကိုရေတကွန်အာမကဘလို့သွားရတယ်လဲလို့မေးလိုက်တယ်။စပွဲတို့ညွှန်ပြတဲ့အတိုင်းတန်မာဆိုင်ငယ်စီးထွက်လာတယ်
ကျောင်းဆောင်ကအစည်းအဝေးမြည်သည့်အချိန်ပြီးမယ်မသိဆောင်ပြောတော့ဒီစာလေးဆီယမနတ်နေစီကိုပေးပါအောင်ဆိုပြီးတရုတ်တသိပြောလို့စထားခဲ့တာသူ့မှာအချိန်မရှိတော့မမအိမ်နဲ့တွေ့ရင်မိသမျှကိုတရဦးတင်နေရအောင်မဟုတ်ပါလားရှိတကွန်အာမကတန်မာအနီးလျှောက်တော့ကျောင်းသားတယောက်စာနှစ်ယောက်စာပဲကျန်တော့တယ်တလန်းလုံးမှာကျောင်းဆင်းလာတဲ့ကျောင်းသားတွေကနတ်နေစီရဲ့သမီးလေးကိုတန်မာရှာမိတာဝိဆုံတူအရွယ်မတိမ်မြေးတူသူတွေဆိုတော့ရှာမတွေ့မိဘူးပြီးတော့တန်မာဒီကလေးမလေးကိုတစ်ချိန်တခါခဏတစ်ပြုတ်တွေ့ခဲ့ရတယ်မဟုတ်ပါလားတန်မာဒီနေ့ဆိုင်ငယ်ယူမလားနတ်နေစီနဲ့တူလမ်းလျှောက်စကားပြောခြင်းနေတန်မာကျောင်းဘဝရောက်တော့နတ်နေစီတယောက်တည်းကျောင်းထဲကထွက်လာပြီတန်မာကျောင်းဘဝမှာပဲရက်ဆောင်နေလိုက်တယ်တန်မာအနာရောက်လာတော့နတ်နေစီကစာရေးတိတ်ထုတ်ပြီးတန်မာလမ်းယူပြီးအင်ကြီးအိတ်ထိန်ခောက်တက်ထားလိုက်တယ်အပြူစင်းနဲ့နတ်နေစီကကြက်တီရှိလိုက်ပါပြီတန်မာတို့ကိုရန်ဆယ်တဲ့ကျောင်းသားဘဝကအပြူစင်းဝစ်တဲ့ကျောင်းသူနတ်နေစီနဲ့လုံလုံလားလားမတူတော့ဘူးဟိုတော့ကကလေးပုံစံခုကလူကြီးပုံစံဟုတ်တာပဲတန်မာတို့နတ်နေစီတို့တက်က29နှစ်တည်းရောက်လာကြပြီနတ်နေစီကစတုံးနဲ့ပို့လိုက်တယ်လို့ထင်တယ်စတုံးကြောင့်ရေးကျက်သွားသလိုအိမ်တွေရှင်းလွန်းသွားသလိုထင်ရတယ်သူ့အိမ်ကဓာတ်ပုံနေရလို့ပါပိတ်မိမဟုတ်တော့ဘာပြပြမဟုတ်စေရမူပါပြပြဖြစ်နေတာအရင်မြင်တော့ဆီယမဝစ်ဆောင်နဲ့လိုက်ဖက်ရုံမကကြည့်လို့ကောင်းနေနတ်နေစီကတန်မအမြင်မှာနှင်းစီတပွဲလို့မွေးလုံးလှလို့နေသေးပါလားမမနေကောင်းရဲ့လားအချိန်ရရင်ဆိုင်နေဆိုင်မှာတခုဝင်စားရအောင်လေအချိန်မြအောင်ကိုတမဆီယမကြီးနဲ့ခဏတွေ့စရာရှိလို့သမီးပြန်နေဆိုပြီးကိုတမကိုစောင့်နေတာဟိုကြာနေရင်ရက်ဆက်ဆိုတော့ရောင်းမတန်တရားဝင်လာလိမ့်မှာကိုတမလည်းเจ้าကိုခဏခဏမလာပါနဲ့နော်ကျမကိုခွင့်ပြုပါဦးတမရှင်နဲ့မကောင်းတော့ဘူးတစိမ့်နေမဟုတ်တော့ဘူးဆိုတာနတ်နေစီမေးသွားလိမ့်ဗလားမအောင်ကိုတမတဲ့လားမမနေကကျမတဲ့လားတစိမ့်ဆက်လာကြည်လားမမနေရဲ့တမယူကျုံမရဖြစ်စွာနေရာမှာပဲငုံငုံကြီးရက်ကြံရစ်ခဲ့တယ်နောက်ပြန်တစ်ချက်လေးမကြည့်မတိမကြမ်းဘူးသလိုပြုမှုသွားပုံကရှင်းနာစရာဒါမဲ့နတ်နေစီပေါ်ရှင်မနာရက်ဘူးတန်မရဲ့ကိုရောစိတ်ပါမိုးပြိုမိုးပိခံရတယ်လို့မကြည့်မဆက်တွန်းဖက်မရအောင်လေးလံစွာနေခံစားနေရတယ်တန်မစိတ်နဲ့ကိုမကပ်ပဲမတင်သေးတို့အိမ်ကိုဘလို့ပြန်အောင်လာမှန်းမသိပဲပြန်ရောက်ခဲ့တယ်မတင်သေးရတန်မကိုဖူးဖူးမုံမြဂရိုးဆိုင်တာအောင်လဲတန်မမသိဘူးတန်မခေါင်းနဲ့အတိတယ်ရှင်နေနှလုံးသေးဖို့တင်မှာတင်ချမ်းပြအောင်နေရာယူထားသူကမစိမ့်ကနတ်နေစီပဲတန်မလာတဲ့နေ့ဆိုရင်အမကြီးမတင်သေးမှုကိုအနာပေးပြီးမတင်သေးကိုယ်တိုင်ဈေးသွားတန်မကြိုက်တာဝေးတန်မရှာပြရတာရှိအောင်စွန့်ညည်သွားအောင်မတင်သေးကိုယ်တိုင်ချက်ပြုတ်တယ်မတင်သေးကိုယ်တိုင်ခုခတ်ကျွေးမွေးတယ်တမင်းမိကန်နဲ့ဟင်းထည့်ပေးတာအစားမတင်သေးရပြုတ်လုပ်ပေးပေမဲ့ဒါတွေကိုတန်မမသိဘူးတန်မတတိမထားမိဘူးတန်မအတိတန်မတတိတန်မအာယုံမှာနတ်နေစီရပဲကြီးစိုးနေခဲ့တယ်မတင်သေးကညာရီဖို့တားတဲ့ကြားကတန်မအတမင်းစားပြရနဲ့ဝါဖောင်စိတ်ကိုလာခဲ့တယ်မနက်ကမတင်သေးတို့အိမ်ရောက်စဉ်မတင်သေးကသူ့မောင်ကဖုန်းဆက်ဖို့မှာဒါကြောင့်ပြောလို့မတင်သေးတို့အိမ်ကပဲဖုန်းလန်းဆက်ခဲ့တယ်ဒုစက်ရုံမှုဘုံမှုခင်မောင်တို့နဲ့သွားတဲ့ဖို့ကိစ္စပါဒီကိစ္စတတိယလာတော့တန်မစင်တနာဝါကုတ်စကန်ကိုပြန်လို့မဖြစ်တော့ကိုမြတ်သိမ်းမာတဲ့ကိစ္စရေးကြည့်တယ်မဟုတ်ပါလားတန်မဝါတော့သွားမေကားဆရာကိုကြိုးကြောင်ပြောပြီးကောင်းလန်းလို့စီမလိုက်ပြီးတော့ဆက်လီစိတ်ကိုဆင်းလာခဲ့လိုက်တယ်ကိုမြတ်သိမ်းရဲ့လှုပ်တည်လုံရမှာကိုမြတ်သိမ်းရှင်းပြတော့မှဝါကုတ်တဲ့နဲ့ပြောဘက်ဆက်အောင်ဆက်ဆံရေးကိုသိလာတယ်ဝါကုတ်တဲ့တွေနဲ့ဓာတ်ရိုက်ဆက်ဆံရတဲ့ဌာနကပြောဘက်ဆက်အောင်ကကိုညံ့ဌာနပါကိုညံ့ဌာနအကြီးကဆက်ရုံမူကဘုံမူကြီးခင်မောင်မြင်ဖြစ်တယ်ဘုံမူကြီးကဆက်ရုံမှာပဲရုံထိုင်နေကျန်တဲ့ရာရှိတွေကဆက်ရုံအတွက်ကုန်ကျန်းအချိန်မီရရှိရင်ကုန်ကျန်းပို့ထားရှိနိုင်ဆက်ရုံသွင်းမဲ့ဝါးတွေပြင်ပအောင်မရောက်ချရင်ခိုးမထုတ်ရင်ဝါကုန်တွေနဲ့လုပ်ငန်းမအောင်မြင်အောင်အချိန်မီပေါင်းဆက်ညင်နိုင်ဆောင်ရွက်ရည်တို့အတွက်ငုံမြေကျောင်းတစ်ချောင်းနဲ့ဝါးတဲ့ရကုန်းလန်းတစ်ချောင်းရှေ့တန်းစခန်းတွေဖွင့်ပြီးရုံးတိုင်ဆောင်ရွက်နေကြရတယ်လိုအပ်လာရင်တော့ဝါကုတ်ကြရအထိခွင့်စင်းဆောင်ရွက်နေကြရတယ်ငတိုင်းကျောင်းနောက်ဘက်တရားတိရှိငတိုင်းကျောင်းစခန်းမှာဒုဗိုလ်မှူးကြီးကိုမောင်ရုံးထိုင်နေငုံမြေနောက်ဘက်ရှိဖျားကြီးစခန်းကိုထုံသိမ်းမွေးဆက်လီနဲ့တွားရပြီဦးမီဥက္ကဏတမကိုထုံသိမ်းမွေးဆက်လီနဲ့ဖျားကြီးစခန်းကိုချက်ချင်းလိုက်ပို့တယ်ရေစုံဖြစ်ပြီးရေးချဖြစ်တော့ထုံသိမ်းမွေးဆက်လီကမြန်ပါတယ်နေလုံးကြီးရှိသေးတော့တမကထုံသိမ်းမွေးဆက်လီဥထိပ်သွားထိုင်ပြီးနတ်နေစီပေးလိုက်တဲ့ဆောင်ဖောက်ဖက်လိုက်တယ်ကိုတမစာဖက်ပြီးကျမတကယ်စိတ်မကောင်းပါဘူးကျမကြောင့်စစ်တပ်ကလေးလည်းမတက်ရမကြောက်ရတဲ့နေရာလေးရောက်ရနေဒုက္ခမျိုးစုံကြုံတွေ့ကြရတော့ရှင်ထဲမှာကြည်ခွဲစာခန်းစားရပေမဲ့အစားထိုးပြန်လည်ပေးဆက်ဖို့ရကြတော့ကျမမှာဘာမှမရှိပါဘူးတသက်လုံးစိတ်မကောင်းဖြစ်နေုံပါပဲအမှန်ကိုပြောရရင်
ကျမကိုသမကိုအဲ့ဒီချိန်တွေကတန်တရားမရှိခဲ့ပါဘူးကိုသမကိုကျွေးမဲ့ယုံကြည်ခဲ့ပါတယ်ကိုသမတစ္ဆာမမဲ့ဘူးတစ္ဆာမဖောက်ဘူးမလာနိုင်လောက်ဒုက္ခကြုံနေလို့သာလို့ကျမရှင်ထဲမှာသိနေခဲ့ပါတယ်မတိတာပြောင်းလာတွေကနေရောညပါကိုသမကိုကျမမျှော်ခဲ့ပါတယ်နေ့တိုင်းမျှော်ခဲ့တာပါအဲ့လိုမျှော်နေရဲ့ကြာနှစ်ပတ်ကျော်လာတော့အဖေအမေကိုတနာပြီးမျှော်ခဲ့တာကိုလက်လျှော်လို့ကန်စီမီယာအတိုင်းပဲလေလို့သဘောထားကိုခင်မောင်မြင့်နဲ့လက်ထက်ခဲ့တာပါကိုသမပေးထားတဲ့ခင်မအကြောင်းလမ်းထိပ်ကပုံကျမသွားဆက်တာဆက်မရခဲ့ပါဘူးကျမပြန်လာတော့ကျမပြန်မလာသေးဘူးထင်ပြီးအဖေနဲ့မိပြောနေတဲ့စကားကိုသမနားထောင်ကြည့်ပါဦးချစ်တဲ့သူနဲ့ကြွေခွင်းရမချစ်မနှင်းတဲ့သူနဲ့ပေါင်းသင်းရမယ့်သမီးလေးကိုတနာတယ်မေသမီးလေးမှာစိတ်ထောင်းလို့ကိုချင်းမြင်ရစရာမရှိတော့ဘူးလေသမီးလေးချစ်သူနှစ်ပတ်ကျော်ကြာသွားတော့မလာတာစဉ်းစားလို့မရဘူးသမီးလေးကမောင်ခင်မောင်မြင့်ကိုမနှိမ့်သက်လို့ချစ်သူရေးစားရှိရလို့လိန်ပြောသလားလို့တော့ထင်ရမလို့ဖြစ်လာပြီဒါမဲ့သမီးလေးကလိန်တက်ညာတဲ့သူမဟုတ်ဘူးလေဟုတ်တယ်ပြီမတိတာကိုမေကြီးကိုယ်တိုင်တွားမိပြီသမီးချစ်သူအယက်မြင့်မြင့်ရုပ်ကြောကြောကိုတမ်းမလက်တဲ့စာကိုယ်တိုင်ပေးခဲ့တာတဲ့အဖေရဲ့အဲ့ဒီကလေးတခုဖြစ်နေလို့နေမှာပါဖေရဲ့သမီးလေးကိုရန်ကုန်လှုပ်ပေးဖို့ပြောတာမောင်ခင်မောင်မြင့်ကလက်မခံတော့ဘလို့မှမလုပ်တတ်တော့အမေသမီးလေးနင်းမေညမေမျက်ရည်လည်းရွှဲဖြစ်နေရမြင်ရတာအမေကြီးတဲ့ဓာတ်နေမလို့ခံစားရတယ်အဖေအမေကြီးကြည်မဟုတ်ပါဘူးအဖေလည်းအိမ်မပြောစားမွေအောင်အမေကြီးလိုပဲခံစားနေရတာပါဒီလိုလို့မကောင်းလားမေအဖေညက်နေကြရင်စကန်မှုမျိုးနယ်မှုနဲ့တွားတွေ့မယ်ဟိုရဲစကန်တနေရာမှာအဖေလေးချနေရခွင့်ပြုဖို့တွားတင်ပြမယ်ခွင့်ပြုရင်အဖေတို့မိသားစုရဲစကန်ပြောင်းကြမယ်လေအမေအဖေပြောတာတော့ဟုတ်ပါရဲ့ဒီကတငယ်ကိုလည်းအားနာမှာသူ့ကျေးဇူးတွေကအမေတို့ပေါ်တပုံတစ်ခေါက်ကြီးမှုတ်လားစဉ်းစားပါဦးဖေသမီးလေးစိတ်ချမ်းသာဖို့ဆိုရင်အဖေဘာမှမကြောက်ဘူးဘာမှထဲ့တွက်မနေတော့အမေသမီးလေးစိတ်ချမ်းသာမယ်ဆိုရင်ကျေးဇူးမကလို့ဘလို့ရမှအရင်မဆိုင်ဘူးအမေဒါဆိုရင်လေအမေကြီးတော့မျက်နှာပူတယ်အိမ်ငန်းရအောင်လို့အဖေအမြန်သွားပြောပြီးတော့အဲ့လိုအဖေနဲ့မေချီချပြောနေတဲ့စကားတွေကြားရက်နဲ့ကျမကိုယ့်ဘက်ကိုရက်တင်သလားကိုတမ်းမကျမသမီးလေးမှဖြစ်ချင်လို့မဟုတ်ဘူးနော်ကျမဟာပူတယ်အဖေမေတို့ကိုကူးဆက်သွားတာတနာလို့အဖေမေအပူငိမ့်သွားအောင်ဒုက္ခတွေငိမ့်သွားအောင်အဖေမေတို့ကိုခင်မောင်မြင့်ကိုသမီးလက်ထက်မယ်လို့ပြည့်တက်ပြောခဲ့တာပါအဖေကလက်မခံပါဘူးရဲစကန်ထွက်သွားပြီးအိမ်ငန်းသွားတောင်းခဲ့တာပါကျမကလည်းအဖေကိုပိုတနာသွားပြီးကိုခင်မောင်မြင့်ကိုအမြန်ဆုံးလက်ထက်ပွဲကျင်းပနိုင်အောင်စီစဉ်ပေးပါလို့ပြောခဲ့တာပါကိုတမ်းမအရာရာကန်တရားပါပဲကိုတမ်းမကြီးကန်ကျမကိုမမြင်နိုင်ဘူးလေသမီးလေးခင်နေဖွေ9နှစ်သမီးအရွယ်မှာကန်ကျမမှုန်နဲ့ကစုံပေါက်ပြီးဝင်လာတယ်ကိုတမ်းမငွေဆောင်ရင်ကလာအကြောင်းချမှသူ့ဘန်းခံရတယ်ဆိုတာသိတာသူကချဲတိုင်ကျုပ်တယ်ငွေဆောင်မှာသူ့စီကိုလက်ခွဲချဲတိုင်နေရလာတဲ့အချိန်ခရိုင်ရဲကဝင်ဖမ်းတာတဲ့သူ့ကိုခရိုင်ရဲတွေကခရိုင်ုံခေါ်သွားပြီလို့လာပြောမှသူ့ချဲတိုင်လို့မှကျမသိရတာပါကိုတမ်းမဦးလေးလိုအိမ်ကိုချဲလာထိုးမဲ့သူမရှိတော့သူ့ချဲတိုင်လှုပ်တယ်လို့ဘယ်တင်မိမှလဲလျှက်စစ်ပစ္စည်းရောင်းတဲ့အလုပ်တစ်ခုတည်းလုပ်တယ်လို့ထင်နေရလေသူနဲ့တွေ့မှအကြောင်းဆုံးသိရတာသမီးလေးမွေးပြီးတော့သမီးလေးကစာရမ်းတော်နေစိတ်တက်ကတူမထားနိုင်စိတ်စင်းရမှတွေးပြီးသမီးလေးစိတ်တက်ကတူပို့နိုင်အောင်အဲ့ဒီလို့လုံးမိရတဲ့ကျမဖေဦးဝင်းအောင်နဲ့အကြံတူမနေဘူးလားကျမဘာပြောလို့ရတော့မလဲနော်ဒါပေမဲ့အဖေကအရှက်ကြောက်ကြည့်သူဆိုတော့ပြဿနာဖြစ်မဲ့အလုပ်မျိုးမလုပ်ဘူးလေအဲ့လိုမလုပ်တာတော့အဖေမှပြဿနာလာဖြစ်တာကိုတန်မှသိပါတယ်သူကငွေဆိုင်သူတငယ်ချင်းနဲ့စိတ်ချရတဲ့သူတွေကိုလက်ခွဲတိုင်လောက်ခိုင်းတာအဲ့ဒါကြောင့်ချဲလာသူမတွေ့တော့မိမတိမှဆိုလို့ချဲဖွင့်တဲ့နေ့ဆိုရင်စကဝတ်တွေသုံးပြီးချောင်းသာငွေဆောင်စားတဲ့ဖြင့်အဲ့လိုနေရာမျိုးတွေမှာလက်ခွဲတိုင်နေနဲ့ဆိုပြီးအယောစားလုပ်တာတဲ့ဘသူကတရင်ပေးလိုက်လို့လည်းမသိဘူးအခုဖမ်းခံရပြီတရားရုံးအမှုရင်ဆိုင်ထောင်ချရဲစခန်းရောက်နေအစာအိမ်မှာဦးတက်ပေါက်ပြီး2010ခုနှစ်ဇန်နဝါရီလရဲဘက်စခန်းမှာဆုံးသွားတယ်အဖေမေတို့ကလည်းရဲစခန်းအိမ်ငန်းရလို့ပြောင်းသွားတာကြာပြီလေပသိမ်မှာနေရတာသူမရှိတော့နေ့စဉ်စိတ်ဆင်းရဲနေရတဲ့ဈေးကောင်းလေးပေးသူရှိရနဲ့ပသိမ်ကိုရောင်းလိုက်တယ်ရောင်းမှမခင်မြင့်လို့ဇာတိကငတိုင်းချောင်းမျိုးတစ်ဖက်ကဒေါင်ကြီးဘက်ရွာလီပသိမ်မျိုးကအိမ်ကဈေးကောင်းရတာတော့ဒေါင်ကြီးဘက်ရွာမှာမနေတော့ပဲအတိတယောက်ဆက်ပြီးလို့ငတိုင်းချောင်းမျိုးကခုနေတဲ့ခေမာလန်းနဲ့အိမ်လေးဝဲဖြစ်သွားတယ်ပေါ့ရောင်းမှဆက်ချုပ်ကျမအကြောင်းဆရာမလုပ်ပေါ့ကျမကျောင်းဆရာမဆက်လုပ်တဲ့နှစ်ပါမယ်တမီးလေးကသူငယ်နဲ့ကျောင်းစနေရလीအော်ပြောအောင်မေကိုတမကိုတမဒုက္ခမျိုးစုံကြုံနေရဲ့ကြာအဝေးတင်တက်ကတူတက်ဘွဲရအောင်ဖြေခဲ့တာဟုတ်ကျ
ကျမရဲ့ချီကျူးကုန်ယူမိပါတယ်ဆိုတာပြောဖို့မေ့ကြံသွားလို့ပါကျမလေကိုဝင်းနဲ့ကြောင်းတက်ခဲ့တာပါဒီလိုနဲ့ပဲတိတ်ပံမွေရခဲ့ပါတယ်ကိုတန်မကိုတန်မကိုလေးနဲ့ပြောချင်တာလေကိုတန်မဘွားနဲ့ကျမဘွားဆက်ဆက်လို့မရတော့ဘူးဆိုတာပါကိုတန်မကျမဘွားမှောက်သွားတဲ့နွားနို့အိုးဆိုတော့ကိုတန်မအတွက်တောက်ဖို့နွားနို့မရှိတော့သုံးစားလို့မရတော့ဘူးဆိုတာပါကဲကျမအရာဒီဘွားဒီမြတာလို့သဘောထားပြီးပါကျမရဲ့ဂုဏ်သိက္ခာကိုငဲ့တယ်ဆိုရင်ကြောက်မလာပါနဲ့အိမ်လာရင်လေကျမနဲ့ကိုတန်မတီကျွမ်းခဲ့ကြတယ်ဆိုတာရောင်းမမသိအောင်နေပြီးပါရောင်းမမသိပါစေနဲ့နော်ထားပါပြီနန့်နေစီတန်မာကနန့်နေစီရဲ့စဆုံးတော့နန့်နေစီကိုတနာစုကျင်မှုတွေကဆက်လီပန်ကမှွေခင်ရတဲ့ရှိပလုံစီပလုံထိုးတယ်လို့တန်မရဲ့ရှင်နေပြောင်းဆက်နေတော့တယ်မမနေရဲ့မောင်မနွားနို့တောက်ရမှာမဟုတ်ပါဘူးမှောက်သွားတဲ့နွားနို့ကိုပြန်လှန်ပြီးပွေ့ဖက်ရရုံနဲ့ကျင်းနေသူမှမမနေတန်မရဲ့အတန်ကထုံသိမ်းမွေးဆက်လီခုတ်တန်ကြမှာတိုးလျစွာနဲ့ပျောက်ကွယ်သွားလိမ့်ပြီတကားတမကဘုရားကြီးစခန်းရောက်မှဝါကုံနဲ့အတော်များများနဲ့တွေ့ပြီးဝါကုံလောက်သားနဲ့ဝါကုံတွေရဲ့မကြင်မလဲဖြစ်မှုတွေသိရတော့လွန်စွာအံ့ဩနေပြီဝါကုံလူသမားတွေကလည်းကိုရှိမှငွေရင်းရှိနေပါလေရဲ့မနိုင်တတ်ဘူးမနိုင်ချင်ကြောင်းကရင်ဝါတော်ကြီးကအချိန်မီငွေတွေပေးနေပါလေရဲ့ဝါကုံလူသားတွေကဘာကြောင့်ငွေတွေကိုမယူချင်ကြပါလိမ့်အပြင်းထူနေကြတာလားမူလက်ကြီးလုံနေကြတာလားဝါကုံတွေနဲ့တွေ့လို့ဝါကုံတွေရဲ့အပြောကြောင့်ဝါကုံလူသားတွေအပြင်းထူနေကြတယ်လို့သိရခြင်းပဲတန်မာသာအဲ့ဒီဝါကုတ်လူသားရင်နဲ့တွေ့ရင်ဝါကုံတွေရဲ့မတော်မတရားလုပ်တဲ့အဖြစ်တွေကိုပြောချင်ပြောကြလိမ့်မှာဝါကုံတွေရဲ့ပြောကြားချက်အရဝါကုတ်လူသားတွေကဝါကုံတွေတန်းအစားအလေးကျွေးယူတယ်စီးပွားတွေလည်းကျွေးယူတယ်ငွေလည်းကျွေးယူတယ်ဝါကုတ်ပေးတဲ့အခါယူထားတဲ့အကျွေးကျင်အောင်ခုတ်မပေးကြအောင်အလိုကျွေးထားကြတယ်ဝါကုတ်လူသားတွေကအဲ့လိုလိုကျွေးထားမှဝါတက်ခုတ်ပေးခြင်းအောင်ကုံတွေကငွေတက်ထုတ်ပေးမယ်လို့ယူဆကြတယ်သူတို့ယူဆလည်းမှန်ပါတယ်ဝါကုံတွေကလည်းထုတ်ပေးထားတဲ့ငွေအစုံမခံနိုင်တဲ့အတွက်ငွေမျောငွေနဲ့လိုက်တဲ့သဘောငွေယူထားပြီးဝါကုံမပေးသူကိုငွေတက်ထုတ်ပေးရတယ်။ဒါကြောင့်ဝါကုံလူသားကလည်းအကျွေးပေါ်အကျွေးထပ်တင်ကြတာ။ဒီကြားထဲအရက်ကြိုက်တဲ့ဝါကုံလူသားဆိုရင်အရက်မူးနေရနဲ့အကျွေးကျင်အောင်ဝါကုံမပေးနိုင်တော့ဘူး။ဝါကုံနေရင်တောဝက်တွေ့ရင်လည်းဝါကုတ်တာပြစ်ထားခဲ့တယ်။တောဝက်နောက်ပြေးလိုက်ကြတယ်။တောဝက်ပြေးရလိုက်ကြတော့ခုံလက်ဆောင်ဝါခွင်းနဲ့ဝေးသက်ဝေးသွားတယ်။တောဝက်ရသည်ဖြစ်စီမရသည်ဖြစ်စီခုံရမဲ့ဝါခွင်းကိုအိမ်နေသူတို့ပြန်မြောက်နိုင်ကြတော့ဝါခုတ်တဲ့စီရမှာလေဝါတော့ရှိတိုင်းခုတ်ရတာမဟုတ်ဘူးတစ်ထုံလူကြီးကတစ်ထုံဖို့တစ်ကောင်းဝင်ဖို့လမ်းဖောက်ပြီးသားပတ်ဝန်းကျင်မှာပဲခုတ်ရတယ်ဝါတိုင်းမဲ့ကဝင်လို့ရတဲ့နေရာမှာပဲခုတ်ရတယ်လက်ရှိဝါကောင်းဝင်မဲ့လမ်းမေးဝင်ရမှာပဲခုတ်ရတယ်မဟုတ်ပါလားတောဝက်ရှားလာပြန်ရင်လေတောဝက်ချက်ပြုတ်စားတာနဲ့ပျော်ကြပါကြောင်ဝါခုတ်တော်ကိုမိနေကြတယ်ပြောင်းအောင်တွေးလို့ပြားဖို့ရင်လည်းကောင်းမှုတွေးလို့မှုံနှုံးလည်းကောင်းဝါခုတ်ဖို့သတိမရကြတော့အဲ့ဒီကိစ္စရင်လည်းအချိန်ကုန်ကြတယ်အစိုးဆုံးအချိန်ကတီတာကုန်းမြင်တီတာမောင်နှမနန်းနန်းဖျားပွဲနဲ့နပွဲချိန်မှာတပေါင်းလာကုန်းပွဲနဲ့တော်သိန်းလာရေပွဲရောက်ရင်တော့ဝါခုတ်လူသားတွေလုံးဝဝါမခုတ်ကြတော့တော်မသွားကြတော့အလုံးမလုံးကြတော့ဝါခုတ်တွေစီကဝါခုတ်ပေးပါမယ်လို့ညီမျိုးစုံနဲ့ကြားလာအောင်ပြောပြီးအကျွေးယူလာတဲ့ငွေနဲ့တောင်း3000ဖျားပွဲမှာအကုန်သုံးကြတယ်အဲ့ဒီအချိန်မှာဝါခုတ်တွေကရွှေရင်းကတပြားပေးမယ်ဝါခုတ်ပေးပါပြောလဲခုတ်မပေးကြတော့ပြီးတော့ဖျားပွဲကလည်းနှစ်ပတ်ဆိုပေမဲ့ဆိုင်ကနာတွေကတလကိုတနေနဲ့မသိမ်းချင်ကြဘူးဝါကုတ်လူသားတွေကအဲ့လိုတော့အကြောင်းတွေကြောင့်ဝါကုတ်နယ်တွေတန်းဝါကုတ်ပြီးဖို့ကြွေးတွေများလာတယ်ကြွေးထူမပူဘူးဆိုတဲ့ရှေ့စကားနဲ့ညီဝါကိုခုတ်ပြီးချင်မှခုတ်ပြီးတော့တာအဲ့လိုပေးခဲ့နေတော့ဝါလိုချင်တဲ့ဝါကုတ်တွေကဝါကုတ်ခါကိုကျိုတင်ငွေထပ်ထုတ်ပေးရတယ်တကယ်တော့ဝါကုတ်တွေကလည်းလူဝလူနာမဟုတ်ပါဘူးအကျွေးထုတ်ပေးတဲ့စားနေရိတ်ခါပေါ့စေးဝါးတွေပေါ့မတန်တဆဈေးဖို့တင်ထားတယ်အစိုးဆုံးကဝါကုတ်ကတရားတကြီးမပေးခြင်းပဲရှော့ပေးခြင်းပါဝါတပိတာ8ချက်ပေးရမှာဦး9ချက်6ချက်လောက်ပေးခြင်းပဲအမှန်တကယ်တော့ဝါခုတ်လူသားတွေကနင့်နာကြရပါတယ်ဘာပဲဖြစ်ဖြစ်ဝါခုတ်လူသားတွေအနေနဲ့ယူထားတဲ့အကျွေးမကြည့်ကြအောင်တော့ခုတ်ပေးကြလိမ့်မယ်ထင်ပါတယ်အမှန်တကယ်တော့ဝါကုံတဲ့တိုင်းဝါကုံတဲ့ကိုမြတ်တင်လို့ဝါခုတ်လူသားတွေပုံစေတနာတာစာနာမှုရှိတတ်မယ်ဆိုရင်ဝါခုတ်လူသားတွေကလည်းမခုမကတ်လုပ်ပေးကြလိမ့်မှာဒါလို့ဆိုရင်တော့ပြောပဲစိတ်အောင်ကြီးကုန်ကျန်းဌာနအတွက်ကုန်ညမ်းမှုစရာမလိုခုတော့ကုန်ကျန်းဌာနကဗိုလ်မှူးခွေမောင်ထူတို့ကဝါခုံတွေကိုခေါ်ပြီးတော့တွန်းအားပေးနေကြရတယ်။ကရင်ဝါရီအောင်ငွေတွေတပင်ငုံရှစ်ချက်ထုတ်ပြရသည်ကိုဝါခုတ်သားတွေတကယ်မသိကြလို့ဒီလိုပြဿနာတွေဖြစ်နေရခြင်းမှာတကယ်တော့ဘလို့ချင်းနေရှိဝါခုံတွေအရှုံးမရှိ။တန်မာဆက်လီပေါ်ညားရီလိုက်ရမှကုန်တွေအတွက်တချောင်းဝင်ငွေတွေဘလို့ရှိတယ်ကိုတန်မာသိလာတယ်။
ကရင်ဝါမဟုတ်တဲ့တခြားဝါဖောက်နေငဝံမြစ်တဲ့ညီနဲ့တကောင်မျောပြီးတော့လွေရခီးသွားနေကြတယ်ကရင်ဝါဖောက်လည်းစက်ကူပြောပဲဆဲအောင်ကိုမဆိုင်ပေနဲ့ငဝံမြစ်ကြောမျောရင်လွေရခီးမသွားဘူးလို့မပြောနိုင်ကရင်ဝါစက်ကူပြောပဲတခုတည်းလို့ရတဲ့ဝါမဟုတ်ဘူးဒီယိုတဲအိမ်ချင်းတောင်ဝကက်လို့ရတယ်တခြားထွေတွေအတွက်အသုံးဝင်တဲ့ဝါမဟုတ်ပါလားဝါရွယ်စားမျိုးမျိုးအတွက်ကန်းနာစီမှာတလုံးအစိတ်30မှာ50တရားရနိုင်နေမဟုတ်ပါလားဇယုံစီ30 15ချက်ကွာလုံးမနေဘူးလားအဲ့ဒီညတညလုံးတမမအိပ်ဖြစ်ဘူးကြည်ကောင်ကောင်နဲ့တတစိတ်ခိုးမျောလာကြတဲ့ဝါပေါင်တစ်ပေါင်တွေကြည့်ပြီးအိတ်ချင်စိမ်မရှိတော့ဘူးတေချာစဉ်းစားကြည့်တော့ငုံမြစ်ကလည်းတကူအားပြီးခိုးရပါပစ္စည်းလက်ခံကိုကြီးတည်ယူပေးနေသူဖြစ်နေပါလားအရှုံးမပေါ်နိုင်တဲ့ဝါကုံတွေကဝါကုံတွေကိုမြတ်တင်လို့အနက်မျောတွန်းလို့မရှိဝါခုတ်လုံသားတွေပေါ်အလူဒါနပြုခဲ့ကြရင်ကျုံကိုင်းမြင်ကိုင်းကျုံမီလုပ်ငန်းအဆင်ပြေတယ်မဟုတ်ကြပါစေတနာဝါကုတ်စကန်ကလက်တွေ့နမူနာပြသနေမဟုတ်ပါလားတမ္မာဖျားရေးစကန်ပြန်လာပြီးငတိုင်းချောင်းရောက်တော့ဥက္ကနာထုံသိမ်းမွေးဆက်လီနဲ့ဝါဖောက်နေဆွဲပြီးလေကြီးတဲ့ဝါဖောက်စိတ်ကိုထွက်သွားပြီးထုံသိမ်းမွေးဆက်လီနဲ့တမ္မာလိုက်ချင်မိမဲ့ဆက်လီနဲ့မလိုက်နိုင်တာမန်ဆက်လီဆိုရင်တော့ငတိုင်းချောင်းနဲ့လေကြီးတဲ့9နာရီ10နာရီသာကြာပြီမဲ့ထုံသိမ်းမွေးဆက်လီရဝါဖောက်ပါတော့2ရက်3ရက်ကြာတယ်ဒါလောက်လေတမ္မာအချိန်မဖြုံးနိုင်တမ္မာကိုမြတ်သိန်းကိုသွားပြီးရန်ကုန်ရှိကိုမြတ်သိန်းထံဘုံမှုခင်မောင်တို့နဲ့တွေ့ပြီးကြောင်းအကျိုးကြောင့်ဖုန်းဆက်ပြောလိုက်တယ်ကိုမြတ်သိန်းကမခင်မြင့်ရီအတွက်လက်ဆောင်ကိုရှူဟာဘူးကနဲ့ကိုတန်မမြင်နဲ့ပို့ထားကြောင်းသွားထုတ်ပြီးတော့ပို့ပေးဖို့မှားတယ်တမ္မာနတ်နေစီကိုတွေ့လဲတွေ့ခြင်းနဲ့မတွေ့လဲမတွေ့ခြင်းမတွေ့ခြင်းတဲ့အကြောင်းကနတ်နေစီကိုမြင်ရင်ရင်မဆက်အောင်တနာချစ်ခြင်းရလုံးလို့နတ်နေစီတားမြစ်ထားတဲ့စီးတွေဖောက်ပြစ်မိမှဆိုးလို့ပါသူမလာစေခြင်းတဲ့အကြောင်းတမ္မာမသွားလို့တော့သူ့အိမ်ကိုသွားရင်လည်းသူရောက်မှမသိအောင်သစိမ့်တရန်ဆန်လင်မျိုးနေရတယ်ဒီစီကန်းတွေကိုစောင့်နေနိုင်မှုအခက်တာမသိသေးပြင်ပြီးတဲ့တမွင်ပွဲမှာမသိသေးနဲ့နှစ်ယောက်တည်းတမင်းစားတော့မှမသိသေးကိုတတိထားမိတော့တယ်တတိထားမိစီကမသိသေးရဲ့ပြစ်မှုတွေကတမ္မကိုလှုံနှိုးစီခဲ့ပြီအမကြီးမသိသေးမူရလမ်းမတော်လမ်းကအတိအိမ်မှာလူမသွားမိတယ်မသိသေးကိုတမ္မတတိထားကြည့်မိတော့တော်တော်ပြောင်းလဲကြည့်ပြောင်းလဲနေပြီကိုတတိပြုမိတယ်မသိသေးရဲ့ပါနဲ့ပတ်မှာတနက်ကားနဲ့ပကွက်မရှိတော့မိကက်ကိုကြည့်ကောင်းအောင်လိမ့်ထားတယ်ရခင်ကလူနှစ်ဘူးပြောင်စပင်နောက်ဆုဆွဲထားတယ်လို့မျိုးဘေးစပတ်ပတ်ထားခြင်းမျိုးမရှိတော့သူနှစ်ဘူးမှဆိုင်ရင်စားတွေချထားပြီးတော့စပင်ကိုတပတ်ရှုပ်စတုံးဆုံးပြီးသူ့ဝဲပဲလဲပင်ဘေးရင်ပုံပေါ်မှာချထားတယ်တန်မရဲ့စိတ်ထဲမှာတန်မနဲ့ရွယ်သူရွယ်လောက်ထိများနုပြိုသွားသလားလို့ထင်လိုက်မိတယ်အဝေစားကလည်းအိမ်နေဝိစားလို့ထင်ရလင့်ကစားရခင်ကလူကပိုးကယူမဟုတ်ဘူးထမင်းအကွက်စိတ်အပြာရှင်းအောင်နဲ့လိုက်ဖက်တဲ့ကြည်ပြားအောင်အကွက်စိတ်အင်ကြီးဝတ်ထားတော့မြင်သူချင်းရေးစေနိုင်တယ်ရင်ရင်လေးမွေးနေရဲ့ရေမွေးနှံကိုသူ့ထံတန်မာရတယ်ကိုမြတ်သိန်းရဲ့မျက်နှာတန်မမျက်စီနဲ့ပေါ်လာတော့တန်မာထမင်းကုန်းအမြန်စားပြီးကိုမြတ်သိန်းခိုင်းထားတဲ့ကိစ္စလေးသွားလုပ်လိုက်ရင်မမအေးလို့နှုတ်ဆက်ပြီးဆိုင်ငယ်ဆန်နှုတ်ထွက်ခဲ့တာကိုတမမြက်မြက်ပြက်လာနော်ညနေစာချက်ထားမယ်ဒီနေ့ဝါတော့မပြတ်နဲ့တော့တမဆိုင်ငယ်ပေါ်တက်ဆက်မနှူးမီလှမ်းပြောလိုက်တဲ့မသိန်းသေးစကားကိုတမကြားလိုက်ပေမဲ့ခေါင်းညင်မပြလိုက်မိတော့ရှူဟာဘူးကားကရောက်တော့ကားမဝင်သေးလို့ခဏဆောင်ပါသေးတယ်ကိုမြတ်သိန်းကသူ့ချစ်သူကိုဦးတည်ပြီးချောကလက်ပို့မယ်လို့တန်မာထင်တယ်ဒီလိုဆိုရင်တော့နန်းနေစီရဲ့သမီးလေးခင်းနှင်းဖွေးလေးချောကလက်စားရမှာပဲလေလို့စဉ်းစားမိပြီးခင်းနှင်းဖွေးလေးအတွက်ချောကလက်မွေတော့ပဲနဲ့ခဲဆံမော်မီတစ်ချောင်းနဲ့ခဲဆန်တစ်ထုပ်ခဲပြတ်တစ်ခုဝယ်လိုက်တယ်ဆိုင်ရှင်ကိုပန်းလာဆက်ကူနဲ့ထုတ်ပေးခိုင်းလိုက်တာဆိုင်ကစော့ပန်တောင်းပြီးသမီးလေးမက်ခင်နှင်းဖွေးအတွက်ဦးရဲ့လက်ဆောင်လို့ရေးပြီးတော့အောက်မှာဦးဦးတန်မလို့ရေးပြီးစော့ပန်ကိုပြန်ပေးလိုက်တယ်ရှူဟာဘူးကလက်ဆောင်ပစ္စည်းထုတ်ယူပြီးမခင်မြီတို့အိမ်ကိုလာခဲ့လိုက်တယ်။ကျန်မရောက်တော့ဆက်ချုံနဲ့ကြားနေရတဲ့အတွက်တန်မာမခင်မြီလို့ကြဲကြဲခေါ်လိုက်တော့ဆက်တန်ရက်သွားသလိုခင်းနှင်းဖွေးလေးပြေးရောက်လာတယ်။ဟိုဦးကြီးလို့ခင်းနှင်းဖွေးလေးကပြောပြီးခြံတကားဖွင့်ပြီးတယ်။မခင်မြီပါရောက်လာလို့တန်မာကိုမြတ်သေးရဲ့လက်ဆောင်ပစ္စည်းတို့ကိုလှမ်းပေးလိုက်တယ်။ရော့ဒါကသမီးလေးအတွက်ဥဟာပေးတာ။တန်မာလှမ်းပေးရဲ့အထုပ်လေးကိုခင်းနှင်းဖွေးလေးကလှမ်းယူရင်းနဲ့ကျေးဇူးတင်ပါတယ်ဥလို့ပြောတယ်။အထုပ်လေးပေါ်ကစာဖက်ပြီးတန်မကိုပြန်မောကြည့်ပြီးဦးကသမီးနဲ့မဲဘလို့လို့သိရလဲရင်လို့မေးတယ်။ဟိုတလုံးကဦးလာတော့ကလေသမီးကစားကိုပြင်ထွက်သွားတော့သမီးတော်လေးကသမီးခင်နှင်းဖွေရမဖြစ်နဲ့လို့ပြောလိုက်တဲ့ကသိတာပေါ့။အဲလိုပြောနေစဉ်ခင်နှင်းဖွေလေးကထုတ်ကိုဖောက်ပြီးသွားပြီးခင်နှင်းဖွေလေးကတန်မရဲ့လက်ကိုလားကင်ပြီးကျေးဇူးတင်လိုက်တာဦးရဲ့ခဲဆန်နေကုန်နေလို့အမေကိုတော့ပြောတော့မလို့အဲလို
အပြုံးမျက်နှာနဲ့ပြောတယ်ဟဲ့သမီးဧည့်သည်အိမ်ထဲခေါ်တာမဟုတ်ဘူးလာမကိုသမကော်ဖီတောက်ပါအောင်ရှင့်မခင်မြင့်ရဲ့အိမ်ထဲကအော်ခေါ်တဲ့ကြားမှာတန်မာနဲ့ခင်နေပွဲအိမ်ထဲဝင်လာဖြစ်တယ်မခင်မြင့်ကလက်ထဲကကော်ဖီလင်ပွဲကိုဇွဲဝေါ်ချရင်ကော်ဖီခွက်ကိုတန်မအောင်ကမ်းပေးတယ်ခင်နေပွဲလေးကလက်ဆောင်ပစ္စည်းတွေကိုသူ့တော်လေးကိုပြရင်းနဲ့ဒီဦးကလေအရန်ချစ်ဖို့ကောင်းတာသမီးနာမည်ကိုလည်းမှတ်ထားတယ်လက်ဆောင်ပေးရလဲတေချာထုတ်ပေးထားတာခုနဥယူလာတာဘာကြီးလဲရင်ကိုမြတ်သေးကချောကလက်ပိုးလိုက်တာသမီးအတွက်တထုပ်အိမ်ထဲမှာသွားယူသမီးမေယာမယူခဲ့နဲ့နော်သူ့မေယာခုနကမှသူ့တငယ်ချင်းဆီယမတယောက်လာခေါ်လို့လိုက်သွားတယ်ရော့ဦးစားသမီးကလေဥကိုချစ်လို့လက်ဆောင်ပြန်ပေးတာခင်းနေပွေးလေးကချောကလက်ထုတ်ပြပြီးတမအတွက်တပိုင်းချိုးပြီးတော့တမယူရခက်မယူရခက်ဖြစ်နေတော့အကူကြီးတောင်းတဲ့သဘောနဲ့မခင်မြီကိုမော့ကြည့်လိုက်တယ်ယူစားလိုက်ပါကိုတမရဲ့သမီးကတိတ်နှမျောတတ်တာသူ့ပစ္စည်းကိုလေဘယ်သူမှပေးတာမဟုတ်ဘူးသူစားဖို့စားစရာမြေယူလာတတ်တဲ့ကိုမြတ်သိန်းအောင်တခုမကြွေးဘူးမပေးဘူးစားလေဦးရဲ့ရောမလားမခင်မြီစကားကြောင့်ခင်းနေဖွေးဖွေးတဲ့ချောကလက်ယူလိုက်အောင်ရှိသည်ခင်းနေဖွေးကအတင်းစားခိုင်းပြီးချောကလက်ထပ်ပြီးနေတော့ချောကလက်ကိုစားပြလိုက်ရင်းနဲ့လက်ကပြလိုက်ရတယ်တန်မာကကော်ဖီတောက်ပြီးနောက်ဘာမှအောင်မလဲခင်ဗျအဲ့လိုမေးလိုက်တော့မခင်မြီကမရှိပါဘူးကိုမြတ်သိန်းစီဖုန်းဆက်ရင်သာကျေးဇူးတင်ကြောင်းပြောပြပါအဲ့လိုပြောတဲ့အတွက်တန်မာမခင်မြီနဲ့ခင်နေဖွေးတို့နှုတ်ဆက်ပြီးအခွင့်အရေးရလို့နတ်နေစီပုံဖြက်ခနဲ့ကြည့်ပြီးတော့အိမ်ပြန်လာခဲ့တယ်မတင်မက်ပင်ရစ်ပတ်မိတဲ့တန်ဟောစင်ကျုံးမြေတစ်ချောင်းတိုးလာနေပြီကောကိုသမမိခွက်ကျေတူမီတကုတ်ကုတ်နဲ့ဘာလို့လုံနေရလဲညနေရမှာငါတိုင်းချောင်းကစေတနာဝါခုတ်စကန်ကိုရောက်လာတဲ့ကိုမြတ်သေးဟာပြည့်စုံတို့တွေနဲ့စကားပြောနေရနီကိုပြေပေါ်မောင်ဆိုင်ရင်းနေတဲ့တန်မတန်ရောက်လာပြီးမိတယ်တန်မဘီကပြက်ကနေကိုယူကြည့်ပြီးသူ့လက်ထီကဓမီနဲ့လည်းထိုးကြည့်တယ်မက်လာတရက်တမားညိုရက်ရစားမက်လာနဲ့ရဲ့ရှမ်းရက်တမားညိုရဟုဘာလဲပြကိုသမခမရေးထားရည်ကျွန်တော်တို့လीဘာမှအောင်နားမလဲဘူးရှင်းပြပါဦးကိုမြတ်သိန်းစကားမှမဆုံးသေးဝါခုတ်လူသားအလုံးတန်မာတို့နာကိုရောက်လာကြသည်ရှင်းပြပါမယ်ကိုမြတ်သိန်းရှင်းမမကြီးတွေကဘာလို့အခါပေးကြည့်ပြီးမှလောက်ကြတာတကယ်အခါပေးကောင်းလို့အခါပေးတိုင်းလို့ရင်မအောင်မြင်တာမရှိဘူးလွဲတာမရှိဘူးအခါပေးကြောင်းမပြောခင်ဒီပညာတွေဖြစ်လာဖို့ဘလောက်ကြာခဲ့တယ်ဘလောက်လေးလာခဲ့ရတယ်ဘလောက်စောင့်ကြည့်မှတ်သားခဲ့ရတယ်ဘလို့စမ်းသက်လေးလာခဲ့ရတယ်ဘလို့ဘေးရဲ့နေရဲ့တွေ့တဲ့တို့ကြော်ပြက်ခဲ့ရတယ်ဆိုတာစလီဆရာကြီးဥပုံညာအခါပေးမိလို့အသက်တည်ရတာမျိုးပြောတာပါအခါပေးပညာရဲ့ဖြစ်လာပုံဘယ်သူမှအတိအကျသိနိုင်မှာမဟုတ်ပါဘူးအဲလောက်ထိခက်ခဲနေနေတဲ့ပညာပါဥပမာလွယ်လွယ်နိုင်ပြောရရင်ခုနကျွန်တော်တို့တဝက်သားဟင်းနဲ့ညနေရထမင်းစားခဲ့ကြတော့ကောင်းလိုက်တာထမင်းစားကောင်းလိုက်တာလို့အားလုံးပြောခဲ့ကြတာမဟုတ်လားထမင်းစားခဲ့ကြသူအားလုံးအဲ့ဒီဆန်ဖြစ်လာတဲ့စပါးဘယ်ဒေသမှာဘယ်အချိန်ဆိုင်ဘယ်အချိန်လှမ်းဘယ်အချိန်ထောင်းဗမာကျိတ်လို့ဆန်ဖြစ်လာပါလေလို့ဘယ်သူမှမတွေးမိဘူးမဟုတ်လားအဲ့ဒီဆန်ဖြစ်လာတဲ့စပါးဆိုင်ရင်ရှိရင်မွေးကိုက်လို့တရားလဲရှိချင်ရှိမှာပဲအဲ့လိုပဲတဝက်မသိခင်တဝက်အဆွဲပတ်ခံရလို့တေသူလဲရှိချင်ရှိမှာပြီးတော့ကြံသေးတယ်အဲ့ဒီထမင်းချက်တဲ့လူရဲ့တွေးကြုံရေးချင်းနေရလေတနေ့တည်းတရက်တည်းနဲ့ရလာမဟုတ်ဘူးကောင်းလာမဟုတ်ဘူးအရသာရှိလာတာမဟုတ်ဘူးနေ့ပေါင်းများစွာလပေါင်းများစွာနှစ်ပေါင်းများစွာချက်လာပြီးတော့မနှက်တာပြော့တာမာတာငန်းတာပေါ့တာမျိုးစုံတွေးကြုံခဲ့ပြီးမှရှာဝါမှာရသာရှိသွားအောင်ချက်တက်လာကြတာပါအခုလိုမစင်စားမိပါဘူးဗျာအဲ့လိုအားလုံးကပြောကြတယ်အခါပေးပညာနဲ့ပတ်သက်ပြီးတော့ပြောချင်တာအဲ့ဒါပဲရှေးလူကြီးတွေရှေးဆရာကြီးတွေအပင်မန်းခံအချိန်ကုန်ခံငွေကုန်ခံပြုစုတဲ့ပညာကိုခင်းနဲ့မငြိတော့ပါဘူးကွာဆိုပြီးမသုံးရင်တော့မသုံးသူပဲအကျိုးမရမှာတချို့ကပြောကြတယ်အခါဒီပါမလို့ပါဘူးဘာလို့လို့လုံးတဲ့နေရကောင်းတာပဲလုံးတဲ့အချိန်ကကောင်းတာပဲတဲ့စောလို့ရင်စောအကျိုးရှိမယ်တဲ့အဲ့လိုပုံနေကားကြပြောလို့မရဘူးဘာလို့လို့လုံးတိုင်းမကောင်းဒူးကြိုက်လုံးလို့ရင်ကောင်းကျိုးမရအောင်စိုးကျိုးပဲရမှာဒါကြောင့်စိုးကျိုးတွေမရအောင်ကောင်းကျိုးတွေရအောင်ခုပြီးခတ်ပြီးသားတော့ထိုင်မစားကျင်ကြတော့ဘူးလားမင်းလင်းလာဖို့မိကလုတ်လေးတစ်ချက်တောင်မနှိမ့်ကျင်ကြတော့ဘူးလားလို့အလွယ်လုံးကျင်သူတွေကျွန်တော်မေးချင်ပါတယ်အချိန်တွေယူရမှာမို့အချိန်မရှိလို့လူရမှာအားလို့အဆောင်အတွက်ငွေမရှိလို့ဆိုရင်တော့ရှေ့တော့လည်းပေးချင်ပေးပါကျွန်တော်ဘာမှပြောလို့ပါဘူးအချိန်ရှိရဲ့နဲ့အချိန်နေပေးရဲ့နဲ့တော့ရှေ့တော့မပေးကြစေချင်ဘူးရှေ့စကားလည်းရှိတာပဲရှေ့တော့လည်းမပေးနဲ့ဈေးတော့လည်းမလွယ်နဲ့ရှေ့တော့ပေးရင်လွယ်တက်တယ်ဈေးတော့လည်းမွဲတက်တယ်ဆိုမှုတ်လားကိုမြတ်သိကိုတမရှင်းများတော့မှာပဲနားရရှင်
မျက်စိနဲ့ကွင်းကွက်ကမြင်လာရတာပြုဟုတ်တယ်အပန်းမကြည့်ဘူးဆိုရင်တော့ရှေးတုံးအတိုင်းလောက်တာအကောင်းဆုံးဆိုတာကျွန်တော်နားလေသွားပြီအဲ့ဒီပြက်ကလေးတွေကခမရေးထားတာတွေကိုရှင်းပြပါဦးအဲ့ဒါအချင်းရှင်းမပြခင်နေဆိုးရက်ဆိုမင်္ဂလာရက်အချိန်ဆိုးအချိန်ကောင်းအရက်ဆိုးရက်ကောင်းနှစ်ဆိုးနှစ်ကောင်းလာဆိုးလာကောင်းတွေကိုအရင်သိတာဖို့လိုတယ်ကျွန်တော်သိစိတ်ပြောမနေတော့အကြမ်းမြင့်မြင့်ပြောပြမယ်နှစ်ဆိုးနှစ်ကောင်းသိချင်ကောစာတက္ကရစ်ကိုတီကာယကံရှင်ရဲ့အသက်ကိုရော3နှစ်မြောက်9နှစ်စာအကျွန်းကိုကြည့်ပြီးကောင်းဆိုးသတ်မှတ်ထားတာလက်ထက်ကြမယ်ဆိုရင်ကစုံလနေုံလာနဲ့တရွဲလာပဲကောင်းတာကျန်တဲ့လာတွေမကောင်းပြဿနာအဆုံးရှိအဲ့ဒီပြက်ကလေးနဲ့ရေးထားတာကောင်းတဲ့နဲ့မချမ်းသာတို့အတွက်မင်္ဂလာရဲ့ရွေးထားတာပါဟုတ်ပါပြီနေစိုးရက်ဆိုမင်္ဂလာရက်တွေလည်းသိအောင်ရှင်းပြပါဦးအိမ်ဆောင်မယ်မင်္ဂလာဆောင်မယ်ဖျားတီးတင်မယ်ပညာသင်မယ်တဏှာပြောင်းမယ်ဆိုရင်တော့ရက်စိုးရက်ညက်နေစိုးညက်နေမှာမလုပ်ရအောင်အဲ့ဒီရက်တွေကိုရှောင်ရမှာအဲ့ဒါတွေကဘာလဲဆိုတော့တမညူရက်တမားဖြူရက်ရက်ရုံမှာရှမ်းရက်ဝါရမိတ်တုငယ်ဝါရမိတ်တုကြီးမဟာရက်ကျန်းပြဒနာတို့ပဲခီးသွားရင်ငကားကောင်းလှဲတဲ့ရက်ကိုရှောင်ရမယ်ငကားပါဆက်တဲ့ဝင်သွားလို့မရဘူးဆိုလို့တာအိမ်ဆောင်မယ်ဆိုရင်အဲ့ဒါနဲ့မပြီးဘူးမြေကန်ကောင်းတဲ့ရက်မြေကန်ကြီးကောင်းတဲ့ရက်နဲ့စောင့်မယ်နေလေရွေးဖို့လိုလိမ့်မှာအဲ့ဒီရက်စိုးရင်နေရှောင်ပြီးရရစားဒါမှမဟုတ်ရက်စိုးရက်ညက်နေလို့တဲ့ရိုးတော်မယ်ရက်ဒီမှာလှုပ်လို့ရပါတယ်အဲ့ဒီရက်စိုးရက်ညက်နေအကြောင်းတော့နောက်ကြုံမှာပြောကြတာပေါ့ခုပြောမှာပြက်ကနေမောင်ကကိုမြန်သိန်းသိကျင်တာတွေပြောမှာပါကောင်းတန်းကသူ့မင်္ဂလာရက်ရွေးပေးတယ်လို့အိမ်ဆောက်ဖို့လည်းရွေးပေးပါအောင်ပြောသွားလို့ပြက်ကနေနဲ့တကုတ်ကိုလှုပ်ရှုပ်နေရတာကိုမြန်သိန်းကအိမ်ဆောက်တာကောင်းတဲ့လားလည်းသိမရှိဘူးဗျဝါစုလာရေနတော်လာရေပြာသူလာရေတပေါင်းလာရေပဲအကောင်းဆုံးအဲ့ဒါကြောင့်တပေါင်းလာတွေရက်ရွေးနေတာတပေါင်းလာအိမ်ဆောက်ရင်ဥစ္စာပေါ်မယ်လက်ရမယ်ရွှေငွေပေါ်မယ်လို့ဆိုထားတယ်တပေါင်းလာဆန်းတရက်အဲ့ဒီပြက်ကနေနဲ့တွေ့တဲ့အတိုင်းမလ10ရက်ကစားတာမလ19ရက်နေ့ထိ10ရက်ရွေးကြည့်တာမလ16ရက်ဗုဒ္ဓဦးနေ့တရက်ပဲလွတ်တယ်မလ10ရက်နေ့ကတမားညူရဲ့မြေကံမကောင်း17ရက်နေ့ကပိုးဆိုးသည်တမားညူရဲ့ရက်ရုပ်မှာမြေကံမကောင်း12ရက်ရရစာဖြစ်ပေမဲ့မြေကံကြီးမကောင်းပြန်13ရက်ကရှမ်းရံလေးဖြစ်တယ်မြေကံရောမြေကံကြီးမှမကောင်း14ရက်မဟာရက်ကျန်းပြီးတော့မြေကံကြီးမကောင်း15ရက်ကတမားဖြူရဲ့ပြင်ပြဒရာနီယာဖြစ်သည်ပြီးတော့မြေကံကြီးမကောင်း16ရက်ကတခြားရက်ဆိုမရှိဘူးမြေကံရောမြေကံကြီးရောကောင်းနေနေအနေနဲ့လည်းဗုဒ္ဓဦးဆိုတော့အစိုးကြီးမဟုတ်ဘူးဟိုရှမ်းကားဆင်းရဲရှမ်းကားချမ်းသာဆိုတော့ဘဝဆန္ဒပေါ့ပြီးတော့အဲ့ဒီနေ့ကရရစာဖြစ်တယ်လို့ပြဒရာလေးဖြစ်တယ်ရရစာမနက်ပိုင်းပြဒရာကညနေပိုင်းဆိုတော့နေကင်း12နာရီတိအိမ်ဆောက်လို့ရတယ်12နာရီနောက်ပိုင်းနားပေါ်လीနောက်နေ့မှဆက်ဆောက်အဲ့ဒီဗုဒ္ဓဦးနေ့ရဲ့ရာဟုကာလကလည်းနေ့လယ်12နာရီကနေတနာရီခွဲထိပဲရှိတာမနက်ပိုင်းအားလုံးကောင်းနေဟိုရရစာဖြစ်တော့မင်္ဂလာရက်ပဲ18ရက်18ရက်တူတူပဲတမားညူရက်မြေကန်လည်းမကောင်းမြေကန်ကြီးလည်းမကောင်း19ရက်စနေနေ့ကရက်ဆိုးမရှိဘူးရရဆောင်မှုနေကောင်းဖြစ်ပေမဲ့မြေကန်ကြီးလည်းမကောင်းနေ့ရစနေနေ့အိမ်ဆောက်မယ်ဆိုရင်သူတစ်ပါးညှင်းမဲခြင်းကိုခံရမှာနေ့ကျော်မှကောင်းမယ်လို့ဆိုထားတယ်ပြီးတော့ရှိသေးတာစနေနေ့နဲ့ရာဟုကာလ9နာရီခွဲက10နာရီခွဲဆိုတော့အဲ့ဒီအချိန်ရှောင်အလုပ်လုပ်ရမှာအလုပ်မဖြစ်ဘူးကျွန်တော်တော့ဒါကြောင့်လာမယ့်ဗုဒ္ဓဦးနေ့ကိုရွေးထားတယ်ကိုမြတ်သိတနင်္လာသားသမီးရဲ့အိမ်ဆောက်မှာဆိုတော့တောက်ကြသားနဲ့စနေသားပနဲ့ကျိုးကန်ရမှာတနင်္ဂနွေသားပနဲ့ရမှာတောက်ကြသားကိုဝံထုံးနဲ့တနင်္ဂနွေသားအောင်ပေရှိနေပြီဆိုတော့စနေသားပဲရှာဖို့လိုတော့မှာကိုမြတ်သိန်းတို့ရက်ွက်တွေကစနေသားတယောက်လောက်ရှာခေါ်လာမှရမှာကျွန်တော်ကတောက်ကြသားဟုတ်ချင်မှာဟုတ်မှာကျွန်တော်ဝင်နေလဲကျွန်တော်သိတာမဟုတ်ဘူးတေချာတွက်ချက်လုပ်ထားတာကျွန်တော်ကြောင့်တခုဖြစ်သွားရင်မကောင်းလူရှာပါအောင်ဗျကိုဝံတို့စကားကြားလိုက်တော့တန်မစိတ်မကောင်းအချိန်နေမဲ့ဘွားရဲ့ပိုင်ဆိုင်မှုကမွေးနေတော့မရှိပါလားဆိုပြီးကိုမြတ်သိန်းတည်သွားရင်တော့စိတ်ထိခိုက်သွားလိမ့်မှာဟိုရတဲ့ကိုဝံတို့ကျေးဇူးပဲကျွန်တော်လည်းတောက်ကြသားပဲကျွန်တော်ပနဲ့ကျိုးကင်ပေးပါမယ်ပနဲ့ရိုက်ပြီးရင်တွင်းထူးမဲ့လူ3ယောက်ရွေးရအောင်ပါတပေါင်းလားငကားကောင်းပဲလဲတယ်လေဆိုတော့တတကနောက်ဆိုတော့ငကားကောင်းနောက်လေတာခေါင်းနေရာမှာတနူးနေသားတူးပါမှာမောင်ပေးတူးပေါ့အဲ့ဒီအချိန်တော့ပနဲ့ကျိုးကင်လို့ပြီးပါပြီငကားဝမ်းကိုကျန်တာပိသားတူးပါမှာဆိုတော့မောင်မြင့်မောင်ဖြစ်ဖြစ်မောင်မျိုးမြင့်ဖြစ်ဖြစ်တယောက်တူးပေါ့ငကားမီးနေရာမှာတော့ဗုဒ္ဓဦးသားလောက်ငွေတူးပေါ့လေ3အောင်လုံးတညီတညာလေးတူးပြီးတော့ပြီးရင်တော့ပြိုင်တူးအောင်မီးလို့អော်လိုက်ရုံပဲအိမ်နာကိုကျန်တာတူးကျင်တယ်လို့ဆက်တူးရုံပါပဲနေပါအောင်ကိုရအကိုခုနပြောသွားတာတတကနောက်ဆိုတာနားမလည်လို့ရှင်းပြပါပြေဆုံးကနားမရှင်းတာထမိတယ်ငကားကောင်းလဲတဲ့လောက်အတူမှတ်ထားတာပေါ့
တတကနောက်ဆိုတာတပေါင်းတကူကစုံလာတွေမှာငကားကောင်းနောက်လေတယ်နဝဝမြောက်ဆိုတာနယုံဝါစုဝါကောင်မြောက်လေတယ်တော်ကြုံမုံရှိဆိုတာတော်သလင်းတရင်ကျုပ်တစောင်းမိုးလာမှာအရှိလေတယ်နပြတွဲတောင်ဆိုတာနတော်ပြသူတပုတွေနကားကောင်းတောင်မဲလေတာရှေ့လူကြီးမှတ်ခဲ့တာပေါ့အိမ်မဆောက်ခင်မြေတန့်ရှင်ဘေးရန်ကင်းမှုမြေတိုင်းမန်းတဲ့တော်ကြီးကိုအုံငပြောကွန်းစီလက်ဖက်နဲ့နက်ပွဲအစုံမြမိရှုံအောင်မှာအဲ့ဒီမြေတိုင်းမန်းတဲ့တော်ကြီးကိုမောင်မျိုးမျိုးကိုရှိပြီမယ်2ရက်3ရက်အတွင်းအရကြက်နော်မောင်မျိုးမျိုးရှိပြီဟုတ်ပလားအိမ်ဆောက်ပြီးလို့လူတက်မနေခင်နက်ပွဲပြင်ပြီးလက်သမားဆရာရွတ်ဖက်ပေးရမယ်အိမ်တက်မန်းတဲ့တော်ကြီးဆိုတာရှိသေးတယ်လက်သမားဆရာမငါပဲတိုးဆောက်မှာဆိုတော့အိမ်တက်မန်းတဲ့တော်ကြီးကိုမမြင့်မောင်ဝဲရွတ်ပြီးတော့အကိုပေးမယ်2ရက်3ရက်နဲ့ရအောင်ချက်ဒါဆိုအိမ်ဆောက်တဲ့ကိစ္စပြီးသွားပြီအိမ်ကတဲတာသာဆောက်မယ်ဟာဒီလောက်ကြီးလှုပ်ရှားလို့လားကိုတန်မကိုရဲမောင်ရဲ့သဘောမတွေ့တဲ့အမိကိုတန်မအေးစစ်စစ်ပြန်ဖြေတယ်လူနေမှာကိုရဲမောင်ပေါက်ဖွားလာမယ်မိသားစုနေမှာလူတွေအတွက်ရှေ့လူကြီးတွေဒီခါဘေးတို့စီရင်ထားခဲ့တာပါလူဆိုတာမင်းမှုမှတ်မှမဟုတ်ဘူးတတိသက်ကျွဲမှမဟုတ်ဘူးပညာတတ်မှမဟုတ်ဘူးစီရင်သားလေလူပဲပညာမတတ်သူလေလူပဲခမရတို့ကျွန်တော်တို့ဝါခုတ်သားလေလူပဲတိုက်ဆောက်မှမဟုတ်ဘူးအင်ကြီးရခိုင်ဆောက်မှမဟုတ်ဘူးတဲဆောက်လေလူနေဖို့ဆောက်တာဆိုတော့တဲကိုမကြည့်ရအောင်လူကိုပဲကြည့်ရတာလူရှိရအတွက်ဒီလိုအခါပေးဒီလိုအစီရင်နေလူတော်မကိုရင်မ sorry ကိုတန်မဖြုံနောက်နဲ့ပြောမိတာခွတ်လို့ပါကိုတန်မပြောပြလိုက်မှကျွန်တော်ငါလူပါလားဆိုပြီးရဲဝန်တိသွားတယ်ကိုတန်မစကားပြောနေတဲ့ကိုရဲမောင်တော်စကားကြီးတက်နေပြီစူးစားကိုမျိုးမျိုးတို့တွေကလည်းအင်္ဂလိပ်စာမှာသင်ပေးကြမှာမောင်ကောင်းတဲ့အိမ်ဆောက်ဖို့ကိုတန်မတလီတစားတွက်ချက်ပေးနေမှာတော့အိမ်ကောင်းကောင်းဆောက်ပေးလိုက်ကြရအောင်ကျွန်တော်ကတက်တန်ဝါအကုန်တောင်းဝင်ယူတယ်ခင်ဗျားတို့အားလုံးလည်းကောင်းတဲ့ဆိုတာကိုတင်ငယ်ချင်းပဲတနိုင်ဒီမှာကူညီကြဖို့ဟုတ်ပြီလားကိုမြတ်သိန်းရဲ့စကားအဆုံးအားလုံးကကောင်းတယ်လို့ဝိုင်းအောင်လိုက်ကြပြီးတမတို့နားခွာလို့စီယုံတိုင်ပင်နေကြတယ်ကောင်းတဲ့နဲ့မချမ်းသာတို့ကလေကြီးတဲ့ပြောဘက်ဆက်အောင်စောက်ကြရသမီးစာဖြစ်ခဲ့ကြတာကိုတန်မှမသိဘူးမချမ်းသာနာမည်နဲ့မလိုက်အောင်ဆင်ရဲတယ်အဖေမေကသူငါးနှစ်သမီးရဲ့ရွယ်တွေကရှစ်စင်နောက်စီဆုံးသွားကြတယ်သူ့တော်ဘူးမှကျွေးမွေးကြီးပြင်းလာသူပြောဘက်ဆက်အောင်မှသူ့တော်ပါအလုံလာလို့တယ်ပြောဘက်ဆက်အောင်လှုပ်ပြီးတော့ရခင်လုံးနေကြခွေဆွဲခမောက်ဝါစနာခမောက်ပြန်လို့လုပ်ငန်းရှင်နဲ့ပြန်သွင်းခြင်းနဲ့အသက်မွေးခဲ့ကြတယ်သူတို့ရွာကငတိုင်းချောင်းတစ်ဖက်ကတီတာချောင်းမရလက်ပံမရွာပါသူတို့နေရာရွာဆုံးဖြစ်တယ်သူတို့တူရင်းနှစ်ယောက်စလုံးသုံးလင်းနဲ့လေကြီးတက်မှလာလုံးနေကြတော့သူတို့နေရဲ့တဲတာအိမ်လေးအတော့ပျက်စီးနေပြီခဏတစ်ပြုတ်နေရရုံပဲကိုမြတ်သိန်းရဲ့ကြီးကြပ်စီစဉ်ပေးမှုနဲ့မင်္ဂလာဆောင်ခန်းနာပြီးခဲ့ပြီကိုမြတ်သိန်းက9000တန်မ9000ကျန်ငယ်ချင်းတွေက2000အကုန်လုံးလက်ဖွဲ့တာနဲ့မင်္ဂလာဆောင်မှာဝတ်သားရေးထမင်းကျွေးတာကြေသွားလောက်ပြီကိုမြတ်သိန်းကအိမ်လေးတစ်လုံးလောက်စောက်ပေးကြရအောင်ဆိုပြီးတန်မကိုပြောခဲ့တယ်မဟုတ်ပါလားတတိကျွန်တော်ဖေကသူ့ပြောင်းဝင်မှုပေးမယ်ဒီကောင်ကတော့ရန်ကိုကုသိုလ်ကံကောင်းတာလက်ဖွဲ့လည်းအများကြီးကြတယ်ခုအိမ်ဆောက်ပေးပြန်ပြီတတိကျွန်တော်လှည့်လည်းမမေ့နဲ့နော်အဲ့လိုဟန်တုံးကလာပြောတယ်တန်မာကလည်းလက်သမားစီအောင်ဦးစိုးဝင်းကိုတတိယပြီးအားကြမကန်ပြန်ပြောလိုက်မိတယ်ကျွန်တော်ကလက်သမားစီကငှားပေးပါမယ်ကိုမြတ်သိန်းကောင်းတယ်အားလုံးကောင်းတယ်ကျွန်တော်တတိလို့မခေါ်ကြပါနဲ့တတိလည်းမဖြစ်သေးပါဘူးပြောလဲထားပြီးသားခမည်းတော်အားလုံးမနာလိုဝန်တူမဖြစ်ကြပါနဲ့ခမည်းတော်အားလုံးခုမင်္ဂလာဆောင်ခုကူညီမှာခုဆောင်ကြမှာလားဘလို့လဲကိုမြတ်သိန်းစကားအဆုံးရိုးမတော်တခုလုံးညံသွားအောင်လို့ဝါဟာဆိုတဲ့ရည်တဲ့ကြီးသားထွက်ပေါ်သွားတော့တယ်တပေါင်းလာဆန်းလာကခုံမြက်စားတာတာနေသေးပါပြီပရိသတ်များရှင်ဒီနေ့မှကျမတို့ရဲ့ channel လေးကနေတင်ဆက်ပေးခဲ့တဲ့စူးမြနေစီဆိုတဲ့ဇလန်းလေးရဲ့အပိုင်း6ကိုနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကကြားနေတတ်မယ်လို့မျှော်လင့်ပါတယ်ဒီနေ့ရဲ့ဇလန်းလေးကိုဖျက်ပြတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမမိပဲဖြစ်ပါတယ်ရှင်